ကဲဦးဇင်းတို့တော်ကောင်းတို့ဒီနေ့ဒါတရားအလှပေးကြမယ်ဒုတိယညပေါ့နော်ဒီနေ့အားလုံးကြွရောက်လာကြတဲ့တရားနာပိဋကအားလုံးဟာဓမ္မဒါနကုသိုလ်ရှင်တွေဆိုတာမှတ်ထားရမယ်နော်ဒီနေ့တရားအလှပေးတာဘယ်သူတွေလဲတပည့်တော်တို့ပါဘုရားလို့ဖြေမင်းတို့မျက်စိလဲနေတာငါသိတယ်နော်တရားအလှပေးနေတာဘယ်သူတို့အဲ့ဒါနော်ဟိုပဿနာလာလူတဲ့လူတွေတရားပွဲလျှောက်ပြီးတော့ကျင့်ပတဲ့လူတွေကိုတရားအလှရှင်တွေလို့မင်းတို့ကဒီလိုသတ်မှတ်ထားတာအဲ့ဒါသူတို့ကတပိုင်းတကယ်အတရားအလှကိုပေးတာကကိုယ်တိုင်ပဲဆိုတာမှတ်ထားဒီနေ့ဦးဇင်းကမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုဟောတော့မယ်နော်မြတ်စွာဘုရားအဆုံးအမတရားကိုဦးဇင်းဟောနိုင်အောင်ဘယ်သူတွေလုပ်ပေးတာလဲခင်ဗျားတို့တရားလာမနိုင်ကျုပ်ဟောလို့ပဲရမလို့အခုခင်ဗျားတို့တရားလာနာပေးတာကိုကဒီတရားဟောပြအောင်အကူအညီပေးတာမဟုတ်ဘူးလားအဲ့ဒါအလှခေါ်တယ်နော်ပတ်စံပေးတာအလှမဟုတ်ဘူးနော်အဲ့တော့တရားပွဲသွားမလို့ငါလှူစရာပတ်စံမရှိလို့မသွားရဘူးဆိုတာမဖြစ်စေနဲ့နော်အဲ့တော့တရားလာပြီးတော့နာကြတဲ့ကရင်တရားအလှပေးနေပြီလို့မှတ်ထားဟုတ်ပြီနော်ကဲတရားအလှခံမှာရောဘယ်သူတွေလဲအလှပေးတာလဲမင်းတို့ပဲအလှခံမှာလဲအခုဦးဇင်းကတရားစကားတခွန်းမေးလိုက်တိုင်းသူတော်ကောင်းတို့ကတပည့်တော်တို့ဘာဖျားမှန်လားဘာဖျားမဖြေဘူးလားဖြေတော့မင်းတို့မှာအကုသိုလ်ဖြစ်သလားကုသိုလ်ဖြစ်လားကုသိုလ်ရမရဒီလက်ဥကလေးတချီနော်ကာရဝါလေးတစ်ခါပြုတ်လိုက်တဲ့အပြုတ်ဟာသူတော်ကောင်းတို့ဘဝအတွက်တန်ဖိုးရှိမရှိယုံသလားအဲ့ဒီလက်အုပ်တချီရဲ့တန်ဖိုးဘယ်လောက်ကြီးတယ်ဆိုတာဒီနေ့သိအောင်ဦးဇင်းကပြောမှာအဲ့ဒါလေးမပြောခင်မှာခုဦးဇင်းတို့သူတော်ကောင်းတို့ကဘာဘာသာကိုးကွယ်တာဗုဒ္ဓဘာသာတွေမလားဗုဒ္ဓဘာသာဆိုတာမြတ်စွာဘုရားရဲ့တကူတော်ကိုကိုးကွယ်တာလားအဆုံးအမကိုကိုးကွယ်တာလားဒါဖြင့်ဗုဒ္ဓဘာသာဝင်မှန်ရင်ဘယ်သူအဆုံးအမအတိုင်းနေရမှာအဲ့ဒါမှဘုရားရဲ့လို့ဖြေမဲ့အစားမြတ်စွာဘုရားရဲ့လို့ပြောင်းပြီးတော့ဖြေရအောင်နော်ဘုရားဆိုတဲ့စကားလုံးကပေါ်လွန်းတယ်နော်ပေါ်တန်လွန်းတယ်နော်ဘုရားနဲ့ပြောနေကြတာလောကမှာကဟိုးဟိန္ဒူတွေကလည်းသူတို့ဗြဟ္မဏကြီးကိုသူတို့ဘုရားလို့ပြောတာနော်ခရစ်ယာန်တွေကလည်းသူတို့ယေရှုသူတို့ဘုရားမွတ်စလင်တွေကလည်းသူတို့အလာသူတို့ဘုရားနော်ဘုရားတွေကများလွန်းတော့ကွာအဲ့တော့တို့ကဘယ်လိုပြောမလို့မြတ်စွာဘုရားလောကမှာအမြတ်ဆုံးမို့လို့နော်မြတ်စွာဘုရားတဲ့မြတ်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားတတ္တဝါတွေအားလုံးတဲ့ဘာတွေမြတ်တော့သီလသမာဓိပညာအမလီအဲ့လိုဖြေနိုင်တဲ့လူတယောက်ပါရင်ဦးဇင်းသိဝမ်းသာတာနော်အယုတ်အမြတ်ဆိုတာဘာနဲ့တိုင်းတာတော့သီလသမာဓိပညာသီလဆိုတာကျင့်ဝတ်စည်းကမ်းလူတယောက်ရဲ့ကျင့်ဝတ်စည်းကမ်းဟာလူတယောက်ရဲ့တန်ဖိုးစည်းကမ်းမရှိတဲ့ဗျံပရာကိုတန်ဖိုးရှိတဲ့လူလို့ပြောလို့အဲ့တော့ကိုကျင့်တရားသီလမှာမြတ်စွာဘုရားထက်သာလွန်တဲ့ပုဂ္ဂိုလ်အမြတ်ဆုံးဟုတ်ပြီနော်မြတ်စွာဘုရားတဲ့တမာတိတာတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားတဲ့အသိပညာမှာတာတဲ့ပုဂ္ဂိုလ်မရှိဘူးဒါမှမဟုတ်အမြတ်ဆုံးမို့လို့မြတ်ဟုတ်ပြီနော်နောက်မြတ်စွာဘုရားတဲ့ထူးချွန်တဲ့ပုဂ္ဂိုလ်ရောဟောဒီလောကကောင်းကျိုးကိုမြတ်စွာဘုရားတဲ့ပြုနိုင်တဲ့ပုဂ္ဂိုလ်တတ္တဝါတို့ရဲ့အကျိုးစီးပွားကိုမြတ်စွာဘုရားတဲ့ဆောင်နိုင်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မလို့ထူးချွန်ထက်မြက်ဆုံးပုဂ္ဂိုလ်မို့လို့စွာမြတ်
စွာဘုရားပြန်ပြောအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့မှာကိုးကွယ်စရာယရနာဘယ်နှပါးရှိလဲကိုးကွယ်စရာဘုရားယရနာရဲ့တရားယရနာရဲ့သံဃာယရနာဘယ်နှပါး၃ပါးအဲ့ဒီယရနာ၃ပါးကိုးကွယ်ခြင်းကြောင့်ခုဦးဇင်းတို့မှာအဆုံးအမတရားတွေမရဘူးလားအဲ့တော့ကိုးကွယ်စရာယရနာ၃ပါးအဲ့ဒီရထားတဲ့အဆုံးအမတွေကြတော့ဦးဇင်းတို့သူတော်ကောင်းတို့အတွက်ဒီအဆုံးအမတရားတွေကဘာလို့အောင်လိုက်နာဘာအတွက်လိုက်နာကျင့်သုံးအောင်အေးကိုးကွယ်စရာကယရနာ၃ပါးနော်သေချာစဉ်းစားပေါ်ပေါ်တန်တန်မဖြစ်နဲ့ဒီထက်အရေးကြီးတဲ့မိကွန်းတွေတခြားပွဲတွေမှာမေးခဲ့ပြီးသားမို့လို့နော်အဲ့ဒီတရားခွေတွေသူတော်ကောင်းတို့စီရောက်လာလိမ့်မယ်ရောက်လာတဲ့အခါကိုယ့်ဟာကိုယ်သေချာအောင်နာထားဘုရားကိုဘာလို့ကိုးကွယ်ရလဲတရားကိုဘာလို့ကိုးကွယ်ရလဲသံဃာကိုကိုးကွယ်ဘာလို့ကိုးကွယ်ရလဲမြတ်စွာဘုရားဘာကြောင့်ယရနာထိုက်တယ်တရားဘာကြောင့်ယရနာထိုက်တယ်သံဃာဘာကြောင့်ယရနာထိုက်တယ်ရှေ့တရားပွဲတွေမှာပြောခဲ့ပြီးသားကိုယ့်ကိုရှာပြီးနာကြအခုပြောချင်တာကယရနာ၃ပါးကိုးကွယ်တဲ့အတွက်ယရနာ၃ပါးစီကအဆုံးအမတရားတွေမရဘူးလားအဲ့တော့ဗုဒ္ဓဘာသာဆိုရင်ဒီအဆုံးအမတရားတွေလိုက်နာကျင့်သုံးဖို့လိုအပ်မလိုအပ်ဟုတ်တယ်ကျင့်ကောမကျင့်ကြဘူးလားအဲ့ဒါဘာအတွက်ကျင့်နေတာလဲဟုတ်ပြီသီလသမာဓိပညာပြည့်စုံအောင်လုပ်ရတယ်ဘာအတွက်လဲအေးအဲ့လိုကိုဘာအတွက်လုပ်တာလဲသိနေရမယ်ဟုတ်ပြီအဲ့လိုအဖြေတစ်ခုရှိနေရမယ်ဒီတရားတော်တွေကိုလိုက်နာကျင့်သုံးတယ်ဆိုတာတန်တရားကလွတ်မြောက်ဖို့ဒီဘေးဒုက္ခတွေကိုကျော်လွှားနိုင်ဖို့မဟုတ်ဘူးလားဒီလိုသိနေရမယ်အဲ့တော့နံပါတ်1ဒီတရားတော်တွေအားထုတ်ရတာတရားတွေကိုလိုက်နာကျင့်သုံးရတာဘာအတွက်လဲဆိုလက်တလောအခြေအနေကိုပြောရင်အခုဘဝဒီခဏမှာနေ့စဉ်ကြုံတွေ့နေရတဲ့လောကဓာတ်တွေရှိမရှိဟေးအဲ့ဒီလောကဓာတ်တွေကိုရင်ဆိုင်နိုင်ဖို့ငါတို့မှာအင်အားတွေလိုအပ်မလိုအပ်အေးအဲ့ဒီလောကဓာတ်ကိုဘာနဲ့ရင်ဆိုင်မလဲတရားနဲ့ရင်ဆိုင်ဘာနဲ့ရင်ဆိုင်မလဲလောကဓာတ်ကိုတရားမသိတဲ့လူနဲ့တရားသိတဲ့လူဘယ်သူကလောကဓာတ်ကိုအနိုင်ယူနိုင်တယ်လဲအဲ့တော့အခုလောကဓာတ်ကိုခင်ဗျားတို့အရှုံးပေးမလားနိုင်အောင်လုပ်မလားရှုံးပေးခြင်းသလားလောကကိုအနိုင်ယူသူမဖြစ်ချင်ဘူးလားဘာနဲ့မှနိုင်မလဲကျင့်သလားသဘောပေါက်သလားတရားအားထုတ်နေတာနံပါတ်1လောကဓာတ်ကိုအနိုင်ယူဖို့နံပါတ်2တန်တရားဒုက္ခကလွတ်ဖို့လောကဓာတ်ဆိုတာဘဝတိုင်းမှာကြုံနေရတာဟုတ်ပြီနော်အဲ့တော့နောက်ဒီဘဝမဆုံးသေးသေး၍နောက်ဘဝတွေရတိုင်းဒီလောကဓာတ်တွေလွတ်မလားမလွတ်တော့ယခုဘဝမှာဒီလောကဓာတ်ကိုတရားနဲ့ရင်ဆိုင်နိုင်အောင်ကြိုးစားမယ်တန်တရားမှာဒီဒုက္ခတွေနောက်ထပ်မလာတော့အောင်လွတ်မြောက်အောင်လုပ်မယ်အချက်ဘယ်နှချက်လဲမထတရားကိုလိုက်နာကျင့်သုံးရတယ်ဆိုတာနံပါတ်1လောကဓာတ်ကိုရင်ဆိုင်ဖို့ဗါတယ်လေတရားမသိတဲ့လူနဲ့တရားသိတဲ့လူလောကဓာတ်ကိုဘသူကအနိုင်ယူနိုင်တယ်လဲအေးလောကမှာအောင်နိုင်သူဆိုတာဘာသိမှရတော့တရားမသိဘဲနဲ့လောကကိုအောင်နိုင်ခြင်းဆိုတာမရှိလို့တချို့ကငွေရှိရင်လောကကိုအောင်မယ်ထင်ပြီးငွေလိုက်ရှာငွေတွေရှာရင်းနဲ့သူ့ဘဝတန်ဖိုးတွေဆုံးရှုံးသွားတယ်ဘဝတန်ဖိုးကိုဘာနဲ့တိုင်းမလဲခုနသီလတရားပြန်ပြောဘဝတစ်ခုရဲ့တန်ဖိုးကိုဘာနဲ့တိုင်းမလဲဘာလဲသီလလူကိုလူလို့ခေါ်နိုင်တာလူသီလကြောင့်မှတ်ထားနော်လူတို့စောင့်ထိန်အပ်တဲ့သီလမရှိရင်လူလို့ပြောလို့နောက်တမာတိဆိုတာဘဝတစ်လျှောက်လုံးအခုလူဆိုရင်လူကျင့်ဝတ်တွေရှိမရှိ
မိဘသားသမီးဆရာတပည့်ညီကိုမောင်နှမဆွေမျိုးသားချင်းစောင့်ထိန်အပ်တဲ့တရားတွေမရှိဘူးလားအဲ့ဒါကိုတစ်သက်လုံးဖြောင်းပြမွတ်မှတ်စောင့်ထိန်နိုင်မှတမာတိခေါ်တယ်တစ်သက်လုံးဖြောင်းမှတ်အောင်စောင့်ထိန်ထားတဲ့တမာတိရှိမှလူကိုလူဘဝရောက်လာတယ်ဆိုတာအမေဖေဖွေးလိုက်တိုင်းလူဖြစ်လာတာမဟုတ်ဘူးလူကျင့်ဝတ်ကိုစောင့်ထိန်ပြီးတစ်သက်လုံးနေသွားနိုင်မှဒါမှမဟုတ်လူတယောက်ကိုချီးမွမ်းရင်သေမှချီးမွမ်းလို့ပြောတာရှင်းလားမသေးခင်မှာမျိုးစုံဖောက်ပြန်သွားနိုင်တယ်ဖောက်ပြန်သွားလို့တမာတိမရှိရင်လူလို့ခေါ်လို့မထမ်းတော့အရေးကြီးတယ်နော်မင်းတို့ကိုလူပိသအောင်လမ်းကြောင်းပေးတာယရနာဘယ်နှပါလဲဒါဖြေးအောင်လုပ်ပေးတာခင်ဗျရွာမို့လို့တနာလို့ကျုပ်ကကျုပ်မေးလို့မဖြေနိုင်သိရှက်တာကျုပ်ရှက်တာပါခင်ဗျားတို့မရှက်ပါဘူးနော်ဘာလို့ဆိုတော့ဆရာလုပ်တဲ့လူမှတာဝန်ရှိတာဟုတ်ဗျတပည့်မကောင်းကျုပ်ပဲအရှက်ကွဲမှာမလို့မမေးတာခင်ဗျားတို့လမ်းကြောင်းပေးနေတာတေချာမှတော့အရေးကြီးတယ်လူကျင့်ဝတ်သီလအ ਨੇ ဆုံး 5 ပါးသီလလုံခြုံအောင်ထိမ့်မှလူ5 ပါးသီလမလုံမှုဖောက်ပြန်လာပြီသူများအသက်တတ်တဲ့အလုပ်သူများပစ္စည်းခိုးတဲ့အလုပ်သူများသားမယားပြစ်မှားတဲ့အလုပ်မှုသားပြောတဲ့အလုပ်ဂုံတိုက်တဲ့အလုပ်ကြမ်းတမ်းတဲ့စကားပြောတဲ့အလုပ်တိမ်ဖြင်းပေါ်ပြတဲ့စကားပြောတဲ့အလုပ်သေရီသေရက်တောက်စားမူရစ်ရောင်းဝယ်ဖောက်ကားတဲ့အလုပ်တခုခုလုပ်ပြီဆိုတာနဲ့မင်းတို့လူဘဝပြက်နေပြီရှင်းလားတခုကလေးမှားသွားရင်အဲ့ဒါလူဘဝပြက်နေပြီဒါကိုပြန်မတီဆောက်နိုင်မဲ့နဲ့လူဖြစ်ပြီလို့ပြောလို့သေချာမှတ်နော်စောင့်ထိန်တဲ့သီလကလူတစ်သက်လုံးဖြောင့်မတ်နေမှတမာတိရှေ့ရင်တစ်မျိုးကိုယ်ရတစ်မျိုးကြောက်ရသူရှေ့တစ်မျိုးမကြောက်ရတဲ့လူရှေ့တစ်မျိုးထင်ရဆိုင်ပြီးတမာတိမရှိရင်ဒီပုဂ္ဂိုလ်လူလို့ပြောလို့မရဘူးတစ်သက်တာလုံးစောင့်ထိန်ရမယ်တရားဟာတစ်သက်လုံးစောင့်ထိန်မှလူရှင်းလားဒါမို့လူဖြစ်ဖို့လွယ်သလားလူဖြစ်အောင်အရင်ကျင့်အောင်နားလဲလားတမာတိဘဝတစ်သက်လာလုံးဖြောင့်မတ်နေမှလူပညာလူမှန်ရဲ့အကောင်းအဆိုးအကြောင်းအကျိုးအမှန်အမှန်ခွဲခြားနိုင်စွမ်းရှိရတယ်အကောင်းအဆိုးအကြောင်းအကျိုးအမှန်မှန်မသိရင်လူလို့ပြောလို့ရှင်းပြီလားအဲ့တော့လူပိသနိုင်တဲ့ဘဝကိုရင်ဆိုင်ဖို့အတွက်ဘာလို့အပ်တယ်လဲတရားလိုတယ်ဘာလို့လဲအဲ့တော့နေ့လေရပဲမေးလိုက်ပြီနေ့လေရတော့ကြိုတဲ့လူတွေမနေ့ကလာကြိုတဲ့လူတွေတော့မေးလိုက်ပြီဒီနေ့ညလာတဲ့တရားနာပိသပြောပါဦးမယ်ဒီနေ့တရားကောင်းစဉ်ကြီးကတတ်ထားတာကချင်ပြည်နယ်ခရီးစဉ်တစ်လျှောက်လုံးကိုတတ်ထားတဲ့ကောင်းစဉ်ကမနောမြေကိုအလှဆင်ပြီးတရားဓမ္မသဘင်တဲ့ဟုတ်လားအဲ့တော့မနောမြေကိုအလှဆင်ခြင်းဘာနဲ့ဆင်မရမနောမြေမှမဟုတ်ဘူးဗျတလောကလုံးလှဖို့ဆိုရင်လေတရားရှိတဲ့လောကလှတယ်တရားမရှိတဲ့လောကကြီးအကြီးတန်းရုပ်ဆိုးနေတယ်ဆိုတာဒီနေ့ဘာမရှိလို့တရားမရှိလို့တရားပြက်နေလို့နင်တို့မြန်မာနိုင်ငံလှလားဘာဖြစ်လို့နင်တို့နိုင်ငံတော်အသေးမြတ်မှုတွေပါသွားအောင်ကျက်သေးမရှိတဲ့တိုင်းပြည်သဘောပါသလားကျက်သေးမင်္ဂလာမရှိတဲ့တိုင်းပြည်ဘာလို့ဆိုတရားစောင့်တဲ့လူနဲ့မစောင့်တဲ့လူဘယ်တင်းကများလူမမဟုတ်ဘူးတူတူပဲဘာလို့လွတ်လိုက်ရမရတော့အကုန်ပြောလို့မရသေးဘူးဘယ်သူမှမစောင့်တရားစောင့်တဲ့လူကအမတန်နဲပြီးတရားမစောင့်တဲ့ပုဂ္ဂိုလ်ကများနေတယ်လူလို့ဆိုတာတဲ့ပုဂ္ဂိုလ်ပေါ့ဗျာလူရှင်ယဟန်ဘာညာကွီးကွာအကုန်တရားမစောင့်တဲ့ပုဂ္ဂိုလ်ကများနေတဲ့အတွက်မြန်မာနိုင်ငံအယုတ်ဆိုကြီးတန်းဟုတ်လားခုနင်တို့ရွာကောင်းကောင်းကန်သွားလို့လာလို့ရတာတောင်နှစ်မပြည့်သေးဘူးခင်းထားတဲ့လမ်းပြန်ပေါက်နေပြီအဲ့ဒါကျက်သေးတုံးတဲ့တိုင်းပြီရှင်းလားလမ်းတောင်ညီညွတ်အောင်ကောင်းမွန်အောင်မဖောက်တတ်သေးဘူးဒီနေ့အထိဒီလူမျိုးဘယ်လောက်ရှက်ဖို့ကောင်းလဲဆိုတာသဘောပါသလား
ဟိုနာဝါဒဂိတ်ဒီနာဝါဒဂိတ်တရားနာဖို့တောင်ခွင့်ပန်လာတဲ့တရားနာဖို့မို့လို့တခြားဆိုပန်ရမလို့မဟုတ်တာသာလုပ်ကြည့်ဘာမှလုပ်เสียမလို့ဟုတ်တာလုပ်တာမို့လို့ခွင့်ပန်နေရတာဟိုကောင်တွေဟိုတရားဝါတွေကိုသဘောပါလားကြည်ရောကြည်တတ်သလားအဲ့ဒါတရားပြက်နေတဲ့တိုင်းပြည်မို့လို့ရှင်းလားအဲ့တော့တရားမရှိဘဲနဲ့လှချင်လို့မရဘူးလောကဦးဇင်းတို့ကဘာနိုင်ငံတော်တော်များများကိုရောက်ခုပါတယ်တရားရှိတဲ့တိုင်းပြည်ဟိုင်းတိုင်းဟာငြိမ်းချမ်းနေတယ်လွတ်လပ်နေတယ်အေးချမ်းနေတယ်စိတ်ထဲမှာကြည်နူးလို့ဘယ်သွားဘာမှစိုးရိမ်စိတ်မရှိဘူးဘယ်သူကမှကိုယ်ဖန်တားဆီးမဲ့လူလည်းမရှိဘူးနှောက်ယှက်မဲ့လူလည်းမရှိဘူးဟုတ်ပြီနော်တရားမရှိတဲ့တိုင်းပြည်ဆိုဗျံပရာဖြစ်နေကြီးနိုင်ငယ်ညင်းနိုင်ရာစားဟုတ်ပလားအဲ့တော့ဘာရှိမှလှအဲ့တော့အလှဆင်ခြင်းရင်ဘာနဲ့ပြင်ရမလဲရှင်းနေပြီလားကောင်းပြီအဲ့တော့ဦးဇင်းကပြောမယ်ဒီဘဝကိုအောင်မြင်ဖြတ်သန်းဖို့လဲဘာလိုအပ်လဲတရားလိုအပ်တယ်တန်တရားမှာလွတ်မြောက်ဖို့လဲအဲ့တော့နံပါတ်1ဒီဘဝဖြောက်တန်းဖို့လိုအပ်မလိုအပ်အေးဒါကြောင့်ဦးဇင်းကအနေတတ်မှအသေးတတ်မယ်ပြောကြည့်အနေမှန်မှအနေကောင်းမှငါဖြင့်နေရင်းနဲ့သေရေးဘယ်ဟာအရေးကြီးတော့ရှင်းအောင်ပြောအနေက1အသေးက2 1နဲ့2ဘယ်ဟာအရေးကြီးတော့1လား2လားကဲကိုမမောမဲကုန်းမဲပုံးထောင်ပြန်ပြောမယ်နော်ပြောရင်းနဲ့စဉ်းစားအနေကောင်းရင်ပြောရင်းစဉ်းစားနော်ဘယ်ဟာအဓိကကြတယ်ဆိုတော့ကိုယ့်အကိုအဖြေထုတ်ရမှာအနေကောင်းရင်အနေတက်ရင်အနေမှန်ရင်ကဲအနေက1အသေးက2ဆိုရင်ဘယ်ဟာကအရေးကြီးဆုံးလဲတော့ငါထောင်နဲ့ပဲလိုက်မှာပဲ1ထောင်ထားတော့1ပဲလိုက်လား2ထောင်ထားတော့2ပဲလိုက်ဟိုးပြန်စမယ်နေဦးပြောရင်းနဲ့စဉ်းစားနော်အနေတက်ရင်အနေမှန်ရင်အနေကောင်းရင်ဒါဖြင့်အနေပူရမှာလားအသေးပူရမှာလား1လား2လားဟိဟောတတန်နဲ့ဖြစ်သွားပြီဒါလိုချင်တာနှစ်သမားများရှိသေးလားသေမာနောက်မှာဟင်နောက်ဟာနေတော့အရင်ဖြစ်နေတယ်ရှင်းသလားအဲ့တော့ဘာအရင်ပူရမှာလဲအနေမတက်မှာဘူးတချို့အရှင်ဘုရားတပည့်တော်သေကန်နီးလေးကိုဘယ်လိုလုပ်ရမှာလဲအမလေးသေကန်နီးနေအခုအရင်လှုပ်ဆမ်းပါအခုသေကန်နီးပဲတော့ပါသလားအခုကောင်းမှနောင်ကောင်းမှရှင်းသလားအတိတ်ကကောင်းရင်အခုကောင်းတယ်ပြန်ပြောအခုကောင်းမှအဲ့တော့နောင်ကောင်းခြင်းရင်အဲ့တော့နောင်ကောင်းမကောင်းဘူးရမလားအခုကောင်းဖို့လုပ်ရမလားကဲဒါဖြင့်1နဲ့2ပါလဲဟိအားလုံးသဘောတူပြီလားအဲ့တော့အဲ့ဒီ1ကိုပြင်ပေးတာပါလေတရားရှင်းသလားဒါကြောင့်ဦးဇင်းတို့သူတော်ကောင်းတို့အမြဲလက်ကင်ထားရမှာတရားကိုဘဝလေးလှစေခြင်းရင်ဗာနဲ့ပြင်ဟုတ်ပြီကိုယ့်ရဲ့တန်တရားလှစေခြင်းရင်ဗာနဲ့ပြင်လောကကြီးတစ်ခုလုံးလှဖို့တရားမှလွဲပြီးအားကိုးစရာကျင့်တတ်သလားဒါဖြင့်နင်တို့အခုလူဘဝဘသူကြောင့်ရောက်လာတရားကြောင့်လူဖြစ်ကြောင်းတရားကြောင့်ဟုတ်ပြီနော်သို့တော့
လူဖြစ်အောင်ဘာနဲ့နေရမယ်ဟောလူမေလူဖေကမွေးလို့လူဘဝတော့ရောက်ပြီလူဖြစ်ပြီလို့ပြောလို့မရဘူးလူနဲ့တိရစ္ဆာန်ဘာကွာလဲသိလားဟမ်အဲ့ဒါပေါ့အဲ့တော့လူကလူဖြစ်ကြောင်းတရားရှိတယ်တိရစ္ဆာန်ကတိရစ္ဆာန်ဖြစ်ကြောင်းတရားရှိတိရစ္ဆာန်ကဘယ်တရားကျင့်တယ်လဲဆိုတော့အိတ်တာရဲ့စားတာရဲ့ကာမဂုဏ်ခံစားတာရဲ့အိတ်စားကာမဤသုံးဝပဲကျင့်တာကိုတိရစ္ဆာန်အခုလည်းနင်တို့တနေ့စားတာရည်သမီးရည်စီဝါရည်နဲ့ပြေးရင်လွှားရင်နဲ့အိတ်ဖို့ရဲ့စားဖို့ရဲ့ကာမဂုဏ်ခံစားဖို့ရဲ့နဲ့ပဲအချိန်ကိုဩကာသတောင်မလုံနိုင်ဘူးဆိုရင်သူ့ဘာခေါ်မလို့ရှင်းလားနေတိုင်းဖရာကိုရောပြည်သလားအမလေးတပည့်တော်ပြာခနေတာဖရာကိုရောမပြပါဘူးတပတ်မှတစ်ခါလောက်တောက်တော်ရည်လဲပြစ်တယ်ဟမ်ဒီပုဂ္ဂိုလ်ဒါဖြစ်ဘာဖြစ်နေတော့အေးလူမေလူဖေမွေးတိုင်းလူဖြစ်ပြီလို့ပြောလို့လူဘဝမှာအိတ်ဖို့ရစားဖို့ရကာမဂုဏ်ခံစားဖို့ရဒီသုံးခုနဲ့အချိန်ကုန်နေရင်တိရစ္ဆာန်ဆိုတာဂျိုပေါက်တိုင်းတိရစ္ဆာန်ခေါ်တာမဟုတ်ဘူးအမြီးပါတိုင်းတိရစ္ဆာန်ခေါ်တာမဟုတ်ဘူးရှင်းသလားလူထက်သိတဲ့တိရစ္ဆာန်တွေတပုံကြီးရှိတယ်ဟုတ်ပြီနော်ဒါမှမဟုတ်အားလုံးကိုခြုံခေါ်တာတတ္တဝါတိရစ္ဆာန်လို့ဘယ်လိုပုဂ္ဂိုလ်ကိုခေါ်တာလဲဆိုအိတ်တာရဲ့စားတာရဲ့ကာမဂုဏ်ခံစားတာရဲ့ဒီသုံးခုတည်းသိတာကိုဟောကာမဂုဏ်ခံစားခြင်းလိုက်အမေဆိုတာလည်းမသိတော့ဘူးနှမဆိုတာလည်းမသိတော့ဘူးအမဆိုတာလည်းမသိတော့ဘူးဦးကြီးဦးလေးအတော်ဆိုတာလည်းမရှိတော့ဘူးကြုံသလိုခံစားပလိုက်တာအဲ့ဒါတိရစ္ဆာန်ခေါ်တယ်။ကဲရှင်းမလားသူ့လင်သူ့သားငါလင်ငါမရဆိုတာရှိသလားတိရစ္ဆာန်မှာမရှိဘူးခုနေတို့လည်းလူစိတ်ပြောက်ပြီးတိရစ္ဆာန်စိတ်ပေါက်နေတဲ့သူတွေတပုံကြီးရှိတယ်သဘောပါလားသူစီကုစီကိုစီသူကျင့်ဝတ်ကိုကျင့်ဝတ်မဆောင်ထိန်ရင်ဒီပုဂ္ဂိုလ်ပါတော့အဲ့တော့လူနဲ့တိရစ္ဆာန်ဘာကွာလဲဆိုစောင့်ထိန်တဲ့တရားပေါ်မှာမူတည်တယ်ရှင်းတယ်နော်အဲ့တော့လူဟာဘာကြောင့်လူဖြစ်တယ်လဲလို့မေးရင်လူဖြစ်ကြောင်းတရားကြောင့်လူဖြစ်တယ်တိရစ္ဆာန်ရောတိရစ္ဆာန်ဖြစ်ကြောင်းတရားရှင်းသလားဟဲ့ဒါဖြင့်တတ္တဝါတွေမှာနော်တတ္တဝါတွေအတွက်အသီးသီးထောက်ပံ့ထားတဲ့တရားတွေရှိမရှိရှိပါဘူးအဲ့ဒီတရားတွေဟာအလိုလိုဖြစ်ခဲ့တာလားကိုပြုခဲ့တဲ့အကြောင်းတရားတွေလားအဲ့ဒါပြုခဲ့တဲ့ဘဝတွေမှာအတိတ်တန်တရားတုန်းကသိခဲ့ကြသလားသိတယ်လူနဲ့မသိတဲ့လူပဲတွေကများအကုန်လုံးပဲလားနည်းနည်းတော့ပြဿနာရှာလိုက်အောင်မယ်ဟမ်ကဲအတိတ်ကသိခဲ့တဲ့လူနဲ့မသိခဲ့လူဘယ်ရင်းကများလဲအကုန်လုံးပဲလားဟမ်အကုန်လုံးဆိုကြုတ်ပါမှာနော်ကဲပါလားမပါဘူးလားပါတယ်ခင်ဗျားတို့ရှိမှဒီလိုငုတ်တုတ်ကြီးခင်ဗျားတို့နဲ့လာတွေ့နေတာကမသိခဲ့လို့ဗျာတကောင်မှမလွတ်ဘူးရှင်းလားကိုအဟုတ်ထင်မနေကြနဲ့မသိလို့ကိုဒီဘဝရောက်နေတာရှင်းမလားအခုလိုဒီငုတ်တုတ်ဒီခန္ဓာကြီးရထားတာသိခဲ့လို့လားမသိခဲ့လို့လားအေးမသိတာကဒီလိုတော့ဩရသားပဲမသိတာကရမ်းလောက်တာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ကုသိုလ်အကုသိုလ်တွေမလုပ်လားဘယ်တော့ကလုပ်ခဲ့တာလဲအတိတ်တုန်းကလုပ်ခဲ့တာလုပ်ခဲ့တော့သင်္ခါရပစ္စယဝိညာဏပရိသေဝိညာဉ်မနေရဘူးလားအဲ့တော့ဘယ်အမေ့ပိုက်ထဲမှာပရိသေနေချမ်းသာသလားဆင်းရဲသလားအဲ့တော့ကိုယ်ဆင်းရဲကိုလုပ်ခဲ့တာသိတယ်လူမို့လားမသိတယ်လူမို့လို့လားကိုဒုက္ခရောက်အောင်လုပ်တယ်ဆိုတာလူမိုက်လားလူလိမ္မာလားလူမိုက်ဒါဖြင့်နင်တို့အားလုံးပါလေတို့အခုမိုက်ပြည့်သိနေတာမဟုတ်လားကျင်တတ်သလားအဲ့တော့လူမိုက်လားလူလိမ္မာလားလူမိုက်တယ်မို့လို့အခုလာတွေ့နေတာပေါ့အဲ့ဒီဘုန်းကြီးလဲမပါဘူးလား
ပါတယ်မိုက်ခဲ့လို့ကျုပ်ခမရတို့ရှေ့ရောက်လာတာမမိုက်ရင်ခမရတို့နဲ့တွေ့စရာအကြောင်းကိုမရှိတော့ဘူးသဘောပါသလားအဲ့တော့မသိတာကရမ်းလောက်တာကသင်္ခါရပစ္စယဘာသစ္စာဝိညာဏပစ္စယနာမရူပအခုနာယုတ်ကြီးမရဘူးလားအဲရထားတော့နာယုတ်ချမ်းသာသလားဆင်းရဲသလားယုတ်ရှိတော့ယုတ်ဒုက္ခနာရှိတော့အခုယုတ်အတွက်ဒုက္ခမရောက်ဘူးလားရောက်နေလို့ခုအေးတော့တစ်မျိုးပူတော့တစ်မျိုးဟုတ်ကဲ့လားဖြူကျင်တာကတစ်မျိုးညိုကျင်တာကတစ်မျိုးဟိုအသက်ဖြူတွေကြညိုအောင်တဲ့တကိုယ်လုံးတုံးလုံးချုပ်ပြီးနေဘူးလားနဲ့ဘာဖြစ်လို့ဆိုညိုအောင်လို့တဲ့အခုဒီကအညိုတွေကြတော့ဖြူအောင်လို့တဲ့မျက်နာတက်တာလဲဖြူတဲ့ဟာမှနော်လိမ့်တဲ့ဟာလဲဖြူမှအဲ့တော့သူတို့ကြော်ညာကြည့်လိုက် whitering ဘာလို့ဆိုဖြူမဲ့ဆိုငမ်းမရဝဲညိုတော့ဖြူကျင်တာလေရှင်းသလားအခုတော့ဒီယုတ်ဒုက္ခမနေခံစားအောင်လားယုတ်ရှိတော့ယုတ်ဒုက္ခနာရှိတော့ဘာသစ္စာတော့သူများလောက်ခဲ့တာလားကိုလောက်တာလားဒါဖြင့်မှန်ခဲ့သလားမှားခဲ့သလားရှင်းသလားကဲနာမရူပပစ္စယကဲသလယနာတော့ပြောတိုင်းသိပါပြီသလယနာဆိုပါလိမ့်လေဒွါရဘယ်နှပေါက်ကဲမျက်လုံးရှိတော့ချမ်းသာသလားဆင်းရဲသလားမျက်လုံးရှိတော့မျက်လုံးအလိုလိုက်နေရတာနဲ့တနေ့တနေ့အားသလားမဟာဘူးမျက်လုံးအလိုဖြည့်နေရတော့ခင်ဗျားတို့ချမ်းသာသလားဆင်းရဲသလားအဲ့တော့မျက်လုံးရှိတော့မျက်လုံးဒုက္ခဘာကောင်းတော့ဘာသစ္စာတော့မှားခဲ့လို့လားမှန်ခဲ့လို့လားဘာမသိခဲ့တာလဲတရားမသိခဲ့တာဒီတရားတွေသိခဲ့သလားကဲသလယနာပစ္စယဖသနေ့စဉ်မြင်ကြားထိတွေ့မနေရဘူးလားချမ်းသာသလားဆင်းရဲသလားအဲ့ဒီအာယုန်တွေရောခင်ဗျားတို့ကိုကောင်းကျိုးပေးသလားဘာသစ္စာတော့ဖသပစ္စယဘာသစ္စာလဲအခုခင်ဗျားတို့ချမ်းသာရနေတာဆင်းရဲရနေတာဘာဖြစ်လို့တော့မသိကြလို့ဝိဇ္ဇာမပြောနဲ့အဲ့ဝိဇ္ဇာကိုယ်စကားမှမဟုတ်ဘူးနဲ့ဘာဖြစ်လို့တော့အခုဒုက္ခရောက်နေတာမသိကြလို့အဲ့တော့အခုပြစ္ဆုတ်ပံကြတော့လေဒီဝေဒနာအလိုမလိုက်ရဘူးလားအဲ့တော့ဝေဒနာအလိုလိုက်တာကတဏှာအဲ့တော့ရိုးရိုးလေးလားဆွဲဆွဲလန်းလန်းလားအိုးအခုဒီအင်းတော်ကြီးဒေသမှာနေရတာမကောင်းလားအခုဒီမိုင်းတောင်မကောင်းလားရန်ကုန်မှာနေမလားမိုင်းတောင်မှာနေမလားဟောအေးမနေချင်ဘူးရန်ကုန်ဟိုကပူတယ်အလကားရှုပ်ချက်ခတ်သဘောပါသလားကိုယ်ဒေသလေးနဲ့ကိုမစွဲဘူးလားတဏှာပစ္စယဥပါဒနာပစ္စယကာမဘဝကာယကံဝစီကံမနောကံနေမလုပ်ဘူးလားလှုပ်တဲ့ခါကျတော့ကာယကံဝစီကံမနောကံသာဒီတိုင်းဥပါဒာနဲ့လုံနေမယ်ဆိုရင်ကာမဘဝပစ္စယဇာတိတောင်တပံဇာတိရရင်ချမ်းသာမလားဆင်းရဲမလားကဲဒါဖြင့်ရင်ဆင်းရဲပဲထပ်ရတဲ့အလုပ်ဆိုရင်မှားတဲ့အလုပ်လားမှန်တဲ့အလုပ်လားရှင်းသလားဒါဖြင့်ရင်ခင်ဗျားတို့ကနောင်ကိုဆင်းရဲလိုခြင်းကြသလားချမ်းသာလိုခြင်းကြကဲချမ်းသာလိုခြင်းနဲ့ဆိုရင်တနေ့တနေ့ကာယကံဝစီကံမနောကံမလုတ်ဖဲနေလို့ဒါအရင်စဉ်းစားမနော်ကာယကံဝစီကံမနောကံလုံနေရင်တော့ကာမဘဝပစ္စယဇာတိဆိုရင်ဘာသစ္စာရမှာအဲ့တော့ကိုဒုက္ခရောက်အောင်လုပ်မလားဒုက္ခလွတ်အောင်လုပ်မလားသိကြတယ်နော်သိကြတော့ဒီကံနေမှာဒုက္ခဖြစ်ကြောင်းရှိနေရင်ဒုက္ခချုပ်ကြောင်းဆိုတာရှိနိုင်မရှိနိုင်ဒုက္ခဖြစ်ကြောင်းရှိရင်ဒုက္ခချုပ်ကြောင်းရှိမယ်ဆိုတော့ခင်ဗျားတို့ကဒုက္ခဖြစ်အောင်လုပ်ကြမလားဒုက္ခချုပ်အောင်လုပ်ကြမလားဒီမှာကြည့်အလုတ်ပြင်လို့ရတယ်ဆိုတာပြထားတယ်သေချာကြည့်ဒီစဝိုင်းကြီးအလကားထောင်ထားတာမဟုတ်ဘူးနော်ဒီဘက်မှာအတိတ်ကတို့မသိပဲလုပ်ခဲ့တဲ့ကံတွေမရှိဘူးလားအဲ့ဒီကံတွေကတော့ဒီမှာဘောင်ခတ်ထားတာပြင်လို့မရတော့
အတိတ်ကဟာပြန်ပြင်ခြင်းလို့ငါတို့တော့မားပြီဒါပြင်မရစေဆိုလို့မရဘူးမရရင်အတိတ်ကံကိုပြင်ရမှာလားပြစ္ဆုတ်ပံကိုပြင်ရမှာလားဒီချမ်းမထားနော်ဒီချမ်းမထားနော်ခုနပြောပြီအနေတတ်မှအနေကောင်းရင်အနေမှန်ရင်ဒါဖြင့်အသေးနဲ့အနေပဲဟာအရေးကြီးတယ်ကျင်တတ်သလားအခုနေတဲ့ခဏမှာနေ့စဉ်ဒီကံနေမလုတ်ဖဲနေလို့မရတော့အတိတ်ကမသိပဲလှုပ်လို့တို့မှာပြင်လို့ဆင်လို့မရတော့အခုဘဝသည်ခမရတို့သိနိုင်မသိနိုင်ဘယ်သူကြောင့်ယရနာဘုရားတခုလည်းမပြောနဲ့ဟင်ခုတို့မှာကိုးကွယ်စရာယရနာဘယ်နှပါလဲဘာတွေလဲဘုရားတရားတန်ခါပေါ်ပေါ်လေးမလုပ်ပါနဲ့ကိုယ်နော်ဘုရားယရနာတရားယရနာယရနာဘယ်နှပါအယနာသုံးပါးထဲမှာဘုရားပဲကိုးကွယ်ရမယ်ကျန်တဲ့နှစ်ခုမကိုးကွယ်တော့ရမလားဘုရားတစ်ခုတည်းကိုးကွယ်လို့ပြည့်စုံသလားဘုရားကိုကိုးကွယ်ရတာဘယ်သူကြောင့်တရားကြောင့်ဘုရားကိုကိုးကွယ်ရတာအဲ့ဒီတရားရောဘယ်သူကြောင့်သိနင်တို့ဘုရားနဲ့တွေ့သလားဟောဘုရားပရိနိဗ္ဗာန်ဆံသွားနှစ်ပေါင်း2556နှစ်ရှိနေပြီတွေ့ဖို့အဝေးကြီးအခုဘယ်သူကြောင့်တရားနဲ့တွေ့တာလဲဒါဖြင့်တို့အတွက်ကိုးကွယ်စရာယရနာသုံးပါးကနေတို့တရားမရဘူးလားအဲ့တော့ဒီကိုးကွယ်စရာစီခမည်းတော်တို့အတွက်အားထားလိုက်ပါအားမထားလိုက်ပူဇော်သင့်မပူဇော်သင့်အစ္စလီကရဏီယောတဲ့လက်ဆယ်ပြားထိတ်မှမိုး၍ရှ िख ိုးကြော့ခြင်းကထိုက်တော်မူသောဒီလိုမလားဘူးလားမြတ်စွာဘုရားတွေမဟုတ်ဘူးဘုရားရဲ့တရားရဲ့သံဃာရဲ့ယရနာဘယ်နှပါးဒီသုံးပါးကိုအယိုအသေးပေးတာနဲ့တင်ကိုယ့်အတွက်အကျိုးရှိနိုင်မရှိနိုင်တန်ဖိုးရှိမရှိသူတို့အဆုံးအမကိုခဏထားအောင်အဆုံးအမကိုခဏထားအောင်ယရနာသုံးပါးကိုကြည်ညိုလိုက်တာနဲ့တင်ဘယ်လောက်အကျိုးများတယ်ဆိုတာဒီနေ့ဦးဇင်းကသူတော်ကောင်းတို့သိအောင်ဟောမှာရှင်းတယ်နော်အဲ့တော့အခုတို့အားကိုးရမှာကယရနာသုံးပါးကိုအားကိုးရမလားတရားကိုအားကိုးရမလားကိုးကွယ်စရာကယရနာသုံးပါးကိုးကွယ်စရာကအားထားရမှာကတရားအားထားရမှာကတရားကသူတော်ကာမှာရှိတဲ့တရားလားကိုယ့်ရင်ထဲမှာရှိတဲ့တရားလားအဲ့တော့ဘသူတရားဘသူအားကိုးရမှာလဲကိုဆောင်ထားတဲ့တရားကိုအားကိုးရမှာရှင်းတယ်နော်အဲ့ဒီတရားလမ်းတွေကိုပြပေးခဲ့တာကယရနာတရားလမ်းတွေပြပေးခဲ့တာကအဲ့တော့ယရနာသုံးပါးသည်တို့အတွက်ကျေးဇူးရှိမရှိတန်ဖိုးရှိမရှိအဲ့တော့ဒီနေ့ယရနာသုံးပါးတန်ဖိုးသိအောင်နော်ဩကာလေးတစ်ချက်ရဲ့တန်ဖိုးဒီနေ့ပြောကြည့်အောင်ဩကာဆိုတာဒီတို့ကလေးတွေခေါ်လာတဲ့အခါနားမလဲတဲ့ကလေးတွေဘုန်းကြီးရှိရောက်ရင်ဇိုရောအတင်းရောဩကာမလုပ်ခိုင်းဘူးလားဂျိုးရကြသာဓုဒီလိုပြောတာပေါ့နော်အဲ့တော့အဲ့ဒီမှာလက်ဥကလေးတစ်ချီရဲ့တန်ဖိုးဘလောက်ကြီးတယ်ဆိုတာသိအောင်ဒီနေ့ဟောကြားနာကြရအောင်နော်ယရနာသုံးပါးနဲ့တို့ထွေးတွေ့ရတဲ့ဘဝဟာဘလောက်တန်ဖိုးရှိတယ်ဘလောက်မြင့်မြတ်တယ်ဘလောက်အကျိုးရှိတယ်ဆိုတာဒီနေ့သိအောင်နာမယ်ဟုတ်လားကောင်းပြီအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရာဇဂိုပြည်ဝေလူဝံကျောင်းမှာသတင်းသုံးနေတယ်ဘယ်မှာသတင်းသုံးလဲရာဇဂိုပြည်ဝေလူဝံကျောင်းမှာသတင်းသုံးနေတုန်းဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ဒါပေမဲ့ဒီအဖြစ်ပျက်ဖြစ်နေတာကရာဇဂိုပြည်မှာမဟုတ်ဘူးမဂ္ဂဒတိုင်းမှာဘယ်မှာတဲ့မဂ္ဂဒတိုင်းမှာအိဋ္ဌကဝတီဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။ဘာရွာတဲ့အိဋ္ဌကဝတီပြောအိဋ္ဌကဝတီအဲ့ဒီရွာကလေးကနော်သူနဲ့အတူတူရွာနှစ်ရွာရှိတယ်။တစ်ရွာကအိဋ္ဌကဝတီတစ်ရွာပါလေ
အိဋ္ဌကဝတီဆိုတဲ့ရွာအဲ့ဒီရွာမကရာတိုင်းမှာရှိတဲ့ရွာဒီရွာကသူနဲ့အနီးစပ်ဆုံးကဒီဂရာဇီဆိုတဲ့ရွာပါတယ်ဒီဂရာဇီဒါပေမဲ့အဲ့ဒီရွာနှစ်ရွာလုံးကမိစ္ဆာဒိဋ္ဌိတွေတဲ့ပါတယ်မိစ္ဆာဒိဋ္ဌိပါမှတ်ထားနော်အိဋ္ဌကဝရီရဲ့ဒီဂရာဇီရဲ့သူတို့ကဘယ်လိုယူရှိလဲဆိုတော့တန်တာရမောစကအယူဝါဒပါတယ်အဲ့ဒါဘယ်လိုယူဝါဒမုန်းဆိုတော့ကုသိုလ်လည်းမရှိဘူးကုသိုလ်အကျိုးပေးဆိုတာလည်းအကုသိုလ်အကျိုးပေးဆိုတာလည်းတန်တရာဆိုတာဒီတိုင်းပဲအလိုလိုဖြစ်ပြီးလိုလိုပြတ်သွားတာလူဖြစ်ခြင်းတဲ့လူကလူဖြစ်လာတယ်လူဖြစ်ပြီးတော့ပြီးသွားတယ်နတ်ဖြစ်ခြင်းတဲ့လူကနတ်ဖြစ်လာတယ်နတ်ဖြစ်ပြီးရင်ပြီးသွားအဲ့တော့သူတို့ကကံဆိုတာမရှိတော့သူများအသက်တတ်တယ်ဆိုတော့အပြစ်လည်းမရှိဘူးဟောကံကံဤကျိုးကိုမယုံကြည်တော့သူများအသက်တတ်တာအပြစ်ရှိတယ်လို့မယူတော့ဘူးသူများပစ္စည်းခိုးတယ်လို့လည်းအပြစ်ရှိတယ်လို့မယူတော့ဘူးတင်ရည်တည်းရဲ့တောက်စားမောင်းရောင်းဝယ်ဖောက်ကမူးယစ်နေတာလည်းအပြစ်ရှိတယ်လို့ဒါပေမဲ့မှန်တဲ့ယူလားမှားတဲ့ယူလားအဲ့တော့တန်တရာမောစကဆိုတဲ့အယူဝါဒရှိတဲ့ရွာနှစ်ရွာမှတ်ထားနော်အဲ့ဒီရွာကမဂဒတိုင်းမဂဒတိုင်းဆိုတာမြတ်စွာဘုရားဖွာတော်မူတဲ့တိုင်းတို့ဘုရားအလောင်းဖွာတော်မူခဲ့တဲ့တိုင်းသဘောပါတယ်နော်အဲ့ဒီမဂဒတိုင်းကရွာလေးတရွာကကလေးမလေးတယောက်9 နှစ်သမီးလေးဘယ်လောက်လဲ9 နှစ်သမီးလေးသူကသူ့တငယ်ချင်းတွေနဲ့ရွာထိပ်ပါကစားနေကြတယ်ရွာထိပ်ကညောင်မကြီးရွာဥမှာပေါ့လေအဲ့ဒီမှာအဲ့ဒီရွာနာကလေးမှာပဲနော်အရုဏဝတီဆိုတဲ့ကျောင်းတစ်ကျောင်းရှိတယ်အဲ့ဒီကျောင်းမှာရှင်သာရိပုတ္တရာရှင်မြတ်ကြီးသတင်းသုံးတယ်ဘယ်သူလဲအရှင်သာရိပုတ္တရာကြားဘူးလားဟေးတို့ဘုရားသာသနာတော်မှာပညာအရာဧတတဲ့လက်ရာတော်ရန်ပုဂ္ဂိုလ်ကြီးမြတ်စွာဘုရားမှာလက်ရာရန်အပါ40ရှိတယ်လက်ဝဲရန်အပါ40ရှိတယ်အတိတိရှစ်ကျိလို့ခေါ်တယ်ဟုတ်ပြီနော်လက်ရာရန်အပါ40ကိုရှင်သာရိပုတ္တရာကဥဆောင်တယ်လက်ဝဲရန်အပါ40ကိုရှင်မဟာမောက္ကလန်ကဥဆောင်တယ်ဒီလောက်ပဲမှတ်ထားဒါကဘုရားတဆူနဲ့တဆူမတူဘူးတချို့ဘုရားကြတော့အချမ်းရန်2000ရှိတယ်တချို့ဘုရားကြတော့အချမ်းရန်3သိန်းရှိတယ်ဘုဒ္ဓမုဒ္ဒရာဘုရားတို့ကြတော့3သိန်းဒီပင်္ဂရာဘုရားတို့3သိန်းဟုတ်ပြီနော်တို့ဘုရားကြတော့ချမ်းရန်80ပဲရှိတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ80ထဲမှာလက်ရရန်ဆိုတော့မြတ်စွာဘုရားပြီးရင်အကြီးကျယ်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်တယောက်လို့ပြောလို့ရမှာပေါ့နော်ပညာယာဣတတဲ့အရှင်သာရိပုတ္တရာအဲ့ဒီနာကအရုဏဝရီဆိုတဲ့ကျောင်းဒီရွာနှစ်ရွာနဲ့နီးတဲ့ကျောင်းအဲ့ဒီမှာရှင်သာရိပုတ္တရာသတင်းသုံးနေတယ်ဟောဒီကလေးမလေးက9 နှစ်သမီးလေးရွာထိပ်မှာဆော့နေကြတယ်တငယ်ချင်းတွေနဲ့အဲ့ဒီမှာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကတရက်ကြတော့ကိစ္စတစ်ခုဆွမ်းခံကိစ္စပဲဆိုကြပါစို့ဆွမ်းခံကြွရင်းနဲ့ရွာထိပ်ကဖြတ်လျှောက်သွားတယ်နောက်ပါတန်ဃာ12ပါးနဲ့တန်ဃာဘယ်နှပါးနောက်ကတန်ဃာဘယ်လောက်ပါလဲ12ပါးနဲ့တန်ဃာတန်းကြီးနဲ့သူတော်ကောင်းတို့မြင်မှုမှာပဲဆွမ်းခံထွက်ကြတယ်တန်ဃာတော်တွေတပိတ်ပိုက်ပြီးအမှန်တန်ကြီးညိုစရာမကောင်းဘူးလားတန်းစီပြီးအိမ်စီတွေနဲ့ကြွသွားကြတယ်အဲ့တော့အရှင်မြတ်ကြီးနောက်က12ပါးအပါဝင်ရှင်သာရိပုတ္တရာနဲ့ဆိုအလုံး73ပါးတန်ဃာတန်းကြီးမြင်တော့ဟောဒီကလေးတွေဆော့နေတဲ့ထဲကဒီ9 နှစ်သမီးကလေးမလေးတယောက်ဖဲမတ်တရရဲ့ငောင်ငောင်စင်းစင်းကြံခဲ့ကြံတဲ့သူနဲ့ကစားပေါ်တွေအကုန်လုံးကတန်ဃာတော်ရှင်သူမြတ်တွေလည်းတွေ့ရောအပြေးလွှားဖုန်တွေအလုံးလုံးနဲ့ပြေးသွားပြီးတော့ပြားနေအောင်ကြော့ကြဟုတ်ပြီနော်ယဟန်တန်ဃာတွေတွေ့တော့ဘာလို့တော့ကြော့တယ်ပြားနေအောင်ဆိုတာဒါတရုပ်ပါအောင်ပြောရတယ်နော်ပြားဆိုလိုက်မပြားနဲ့နင်တို့ကနော်ဘာလို့ကြတော့ရိုသေမြတ်တို့ရှ िख ိုးခြင်းမပြုဘူးလားအဲ့ဒါကုသိုလ်လားအကုသိုလ်လား
ပြုတိုင်းမပြုတိုင်းတန်ဖိုးရှိမရှိယဟန်တန်ဃာတစ်ပါးကိုလက်အုပ်ချလိုက်ရတာခင်ဗျားတို့အကုသိုလ်ဖြစ်သလားဂုံတိမ်သွားသလားဟမ်နှိမ့်ကျသွားသလားဒီလိုလက်အုပ်ချရမှာတော့ပင်ပန်းတာနော်သဘောပါသလားအဲ့ဒါခုကြည့်တငယ်ချင်းတွေအကုန်လုံးသွားကြတော့သူတယောက်တည်းခါထောက်ပြီးတော့မကြည်မနှက်ကြည့်နေဘာလို့ဆို तू ကကုသိုလ်လည်းမရှိအကုသိုလ်လည်းမရှိဒါသူ့အမေဖေရဲ့အယူဆဟုတ်ပြီနော်သူနေတာကအိဋ္ဌကဝဒီဆိုတဲ့ရွာအဲ့ဒီရွာကမိဘတွေကသူ့မိဘတွေကကုသိုလ်မှလည်းမသိအကုသိုလ်မှလည်းမသိကုသိုလ်အကျိုးကိုလည်းမယုံကြည်အကုသိုလ်အကျိုးကိုလည်းမယုံကြည်တော့သူတို့ဘာအသက်တတ်တာအပြစ်မရှိဘူးဆိုပြီးပိုးကောင်နှံကောင်တွေတတ်ပြီးတော့သူတို့ကရောင်းစားတဲ့အလုပ်ကိုသူတို့လုပ်တယ်ဟုတ်ပြီနော်အဲ့တော့မိဘတွေကမယုံကြည်တော့သားသမီးကလည်းဒီအလုပ်သူမသိတော့ခါထောက်ပြီးခတ်ကြည့်နေရက်ကြည့်နေကြောင်ပြီးကြည့်နေသူကစားပေါ်တွေသွားခဲ့လို့သူမကျေနပ်ဘူးပေါ့နော်ဒီမှာကစားလို့ကောင်းနေတော့ဘာလို့ကြတာလဲပေါ့ဆိုတော့ခုနကအရှင်သာရိပုတ္တရာအရှင်မြတ်ကြီးကကလေးတွေကြော့နေတာကိုစုပေးရင်းနဲ့လှမ်းကြည့်လိုက်တယ်ဒီကလေးတယောက်ကသူ့ကိုမကြော့ဟုတ်ပြီနော်မကြော့တာကြည့်ရင်းနဲ့အရှင်သာရိပုတ္တရာဆိုတာတာမင်ညမှာမဟုတ်ပဲမြတ်စွာဘုရားပြီးရင်ပညာရာဤတဲ့ဖြစ်တယ်လို့မြတ်စွာဘုရားရှင်ရဲ့မဟာကရုဏာတော်ကိုမမီတောင်မှသူလဲကရုဏာကြီးမားတဲ့ပုဂ္ဂိုလ်တယောက်လို့ပြောလို့မရဘူးလားအေးမြတ်စွာဘုရားစုပန်တယ်လက်ရယံလက်ဝဲယံအေကသာဝကစုပန်တယ်မဟာသာဝကရှင်မကသဗ္ဗကြီးတို့လို့စုပန်တယ်ဆိုတာကသူတို့ဘွယ်တူဂုံတူအတွက်စုပန်တာမဟုတ်ဘူးသူတို့နဲ့အတူတတ္တဝါတွေကိုကယ်တင်ခြင်းလို့အစွမ်းတတ္တိထက်မြက်တဲ့ကယ်တင်ရှင်ဖြစ်ခြင်းလို့ဒီပါရမီတွေကိုဖြည့်တာဘောပါသလားအခုဦးဇင်းတို့ဓမ္မဂရိကတွေလှည့်ပြီးတရားဟောနေတယ်ဆိုတာဘုံကြီးခြင်းလို့ဟောနေတယ်များထင်သလားဟမ်နင်တို့လူမဲ့ငွေတပည့်6ပြားကိုလိုချင်လို့လိုက်လူခံနေတယ်ထင်သလားသဘောပါသလားအပင်ပန်းခံပြီးလှည့်ပြီးတော့တရားဟောနေကြတယ်ဓမ္မဂရိကတွေလှည့်ဟောနေတယ်ဆိုတာခင်ဗျားတို့ကိုမလုပ်ချင်လို့ကဲခြင်းလို့အကျိုးပြုခြင်းလို့အတိတရားတွေမျှဝေပေးခြင်းလို့ရှင်းလားကျန်တာချုပ်တော့လုပ်ကုန်မဟုတ်ဘူးတော့ပါတယ်နော်ဟိုဘာဘူးမသိဘာမသိဟိုအစိုးရနဲ့ပတ်သက်တဲ့ကောင်တွေကလိုက်ရန်လို့နှီးမျိုးစုံတန်တားတယ်ငါတို့အလုပ်ကအဲ့လုံမဟုတ်ဘူးနင်တို့သမရလာခိုင်းတယ်ငါတို့သမရအလုပ်မလုပ်ဘူးကြောက်လုံးလို့ဒီလောက်အကုသို့များတဲ့အလုပ်တော့မလုပ်ဘူးရှင်းလားငါတို့လိုချင်တာကုသို့တတ္တဝါတွေတရားလမ်းပြဖို့ငြိမ်းအေးချောင်းငြိမ်းချမ်းချောင်းဘဝအလှတရားတွေပေးခြင်းလို့တရားလိုက်ဟောနေတာအဲ့တော့ဘုရှင်ကံရှင်ပါရမီရှင်တွေပါရမီဖြည့်တယ်ဆိုတာတတ္တဝါတွေကိုကဲခြင်းတာဒီတော့ရှင်သာရိပုတ္တရာဆိုတာဖျားအောက်နော်အထူးကျွန်းဆုံးပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာကရုဏာလည်းအမတန်ကြီးမားတယ်လို့မှတ်ထားအဲ့တော့ဒီကလေးမလေးကိုလှမ်းကြည့်လိုက်တယ်မဟာကရုဏာတော်နဲ့ရှင်မြတ်စွာဘုရားကတော့မဟာကရုဏာပေါ့လေသူ့ကိုမဟာတက်လို့တော့မရဘူးပေါ့မဟာဆိုတာတပါးပဲတက်လို့ရမှာဟုတ်နော်အဲ့တော့သူကလည်းကြီးမားတဲ့ကရုဏာနဲ့ပဲလှမ်းကြည့်လိုက်တော့အနာဂတံသဉာဏ်နဲ့ကြည့်လိုက်တာဒီကလေးဒီဘဝသိရင်ငရဲသွားတော့ငရဲသွားတော့ဒါသိတယ်နောက်ဒီကလေးရဲ့အယူဝါဒဆိုတော့သူ့မိဘတွေကမိစ္ဆာဒိဋ္ဌိသူကလည်းမိစ္ဆာဒိဋ္ဌိဒါလည်းသိတယ်ဒါနဲ့မကသေးဘူးလှမ်းကြည့်လိုက်တယ်ဒီကလေးဟာဒီဘဝမရောက်ခင်တုန်းကပိတ္တာဖြစ်ခဲ့တယ်ဘာဖြစ်ခဲ့လဲဒီရွာနာမှာပဲပိတ္တာဖြစ်ခဲ့တယ်အကြောင်းကြောင့်တွေပေါ့လေနောက်တော့ဟောရင်ကုန်ပါလာလိမ့်မယ်ဆိုတော့ယခုဒီကလေးမကိုဒီတိုင်းထားပြစ်ခဲ့ရင် तू ပဲသွားတော့မှာငရဲသွားတော့မှာအဲ့တော့ငါသူ့ကိုကယ်လို့ရမရကြည့်တယ်ဟုတ်ပြီနော်သူတော်ကောင်းကြီးတွေဆိုတာဘယ်တော့မှလောကကိုလစ်လူမရှုလောကကိုလှစေခြင်းတယ်ဘဝလေးတွေလှစေခြင်းတယ်တလောကလုံးလဲလှစေခြင်းအခုတရားဓမ္မတွေလဲပြီးဟောနေတယ်ဆိုတော့လောကမှာတရားမသိပဲလှလာစရာအကြောင်း
ကြိုက်တဲ့မင်းတဲ့ကြိုက်တဲ့ကောင်အုပ်ချုပ်ခမည်းတော်မှာတရားအသိတရားမရှိဘဲနဲ့ဘလို့မှလှအောင်လုပ်လို့မရဘူးအဲ့တော့တရားဟာအရေးကြီးလားမကြီးဘူးလားအေးတလောကလုံးလှဖို့ရလဲတရားရှင်းလားဘဝလှဖို့ရလဲတန်တရားလှဖို့လဲတရားမှတပါးအာကိုရမရှိကိုယ်ွယ်ရာယရဏသုံးပါးရောမချနဲ့အာကိုရအာကိုရဆိုတာကိုဘဝအခုရင်ဆိုင်နေရတဲ့လောကပြဿနာတွေတာရည်သမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးမရှိဘူးလားအဲ့ဒီအရေးကိစ္စအားလုံးဘာနဲ့ရင်ဆိုင်ရမလဲအေးအဲ့ဒီရင်ဆိုင်နိုင်လောက်တဲ့တရားကိုမှအာကိုရရှိရမယ်အာကိုစရာဆိုတာအဲ့ဒါဘာပြဿနာရှိတရားနဲ့ရင်ဆိုင်သဘောပါသလားကြည်ရောကျင်သလားအားလုံးအသိပြောတာသဘောပေါက်တယ်နော်ကြည်ဒီကလေးမကိုအရှင်မြတ်ကြီးကငါသာမကယ်ရင်တဲ့ဒီကလေးဘယ်ရောက်တော့မှာငရဲရောက်တော့မှာမကြမတင်သေးပြီးငရဲရောက်တော့အဲ့တော့သူ့ကိုဘယ်လိုကယ်ရမလဲစဉ်းစားတယ်စဉ်းစားပြီးတော့ရှေ့ကကလေးမလေးတွေကိုပြောလိုက်တယ်သမီးတို့တဲ့သမီးတို့ကလိမ်မာလိုက်တာသာဓုအသက်ရှည်ပါစေဘုံကြီးပါစေအန္တရာယ်ကင်းပါစေပညာတတ်ကြီးတွေဖြစ်ပါစေနော်သာသနာကိန်းပါစေစုပေးပြီးတော့သမီးတို့ကလိမ်မာတယ်တဲ့ဟိုသမီးတို့တငယ်ချင်းကကြည်စမ်းပါဦးတဲ့ရိုင်းလိုက်တာဘာဖြစ်တာဟောအရိုင်းဆိုင်လေးဖြစ်နေတာဟုတ်ဗျဖရာမတရားမတန်ဃာမပူဇော်တိုက်သူကိုပူဇော်တိုက်မှာအယိုသေးပြုတိုက်သူကိုအယိုသေးပြုတိုက်မှာအဲ့ဒါဆိုရင်ယဉ်ကျေးတဲ့လူလားလူရိုင်းလားအခုယဉ်ကျေးတဲ့ကလေးတွေကအားလုံးမလုပ်နေဘူးလက်အုပ်ချီပြီးကြော့နေကြတာကလေးတွေဖုံလုံးနဲ့မျက်စိနဲ့မြင်ကြည့်လိုက်စမ်းနော်ဆော့ကစားနေရကနေတခါတည်းလက်အုပ်ကလေးတွေချီပြီးတန်ဃာတော်ရှင်သူမြတ်တွေကြော့နေကြတာအမှန်တန်ကုသိုလ်မရဘူးလားအေးဟိုတယောက်ကပေစုပ်နဲ့နော်မှုံကုတ်မကျေနပ်ဘူးသူကစားပွဲပြက်သွားလို့ဆိုတော့သူစိတ်တွေဘာဖြစ်နေတယ်ရိုင်းနေစိတ်တွေဘာဖြစ်နေတယ်အမှုရရောအေးရိုင်းရင်လှမလားအကြီးတန်းမလားယခုခဏလည်းအကြီးတန်းတယ်တန်တရားလည်းအကြီးတန်းတယ်အရှင်မြတ်ကြီးကသိတော်မူရှာတော့ဟိုတယောက်ကြတော့ကွယ်တဲ့သမီးတို့ရိုင်းလိုက်တာတဲ့ဘယ်လိုဖြစ်တာလဲဆိုတော့ကလေးတွေဆိုတော့သိတဲ့အတိုင်းပဲအော်ဒါငါတို့တငယ်ချင်းကိုရှ िख ိုးစေခြင်းလို့ပြောတာပဲဖြတ်ဆိုကလေးတွေကထပြေးသွားကြပြီလာနေမလုံနေတာလဲလာဟိုမှာအရှင်မြတ်ကြီးကပြောနေတယ်လာဆိုဇွတ်ဆွဲခေါ်လာပြီးတော့ကြော့ခိုင်းဩကလုတ်ဟုတ်ပလားဒီချမ်းမနော်ဘာလုပ်ခိုင်းလဲဩကလုတ်ကလေးတွေကိုဇွတ်ဩကလုတ်ခိုင်းတာမရှိဘူးလားအခုတငယ်ချင်းတွေကသူ့တငယ်ချင်းတွေကလာနေဘာလုပ်နေအောင်ဆွဆွဲကြော့ခိုင်းတော့ဘုံမသိဘာမသိသူတကယ်တော့မသိဘူးဟုတ်ပြီနော်ကြော့ဆိုတော့အများနဲ့သူတယောက်တည်းဆိုတော့အားငယ်တော့ပြန်လှန်နိုင်စွမ်းလဲမရှိဇွတ်ဆွဲထိုင်ချတော့ထိုင်သူများထိုင်မထိုင်ချင်းနဲ့ထိုင်တာအားလုံးသိတဲ့အတိုင်းပဲနော်ဒုတုတ်လိုက်တော့သူများတွေကဒီလိုကြော့ဆိုအကုန်လဲကလေးတွေချီထီချင်း၅ပါးနဲ့တခါတည်းလက်ချဒူးချတရောင်းချနဖူးချတခါတည်းနဖူးနဲ့ထီအောင်ကြော့ဆိုဘေးကတယောက်ကခေါင်းနှိမ်နဲ့လူကနှိမ်လက်ချတဲ့လူကချကြော့ပေါ့ဟုတ်ပြီနော်သူများ၃ချိန်ကြော့တော့သူလဲ၃ချိန်ကြော့ဆိုအရှင်မြတ်ကြီးကစုပေးတယ်အသက်ရှည်ပါစေအန္တရာယ်ကင်းပါစေအေးဒီလိုမှပေါ့သမီးတို့လိမ့်ပါတယ်အရှင်မြတ်ကြီးကြွတော့ဒီလောက်ပဲရမယ်ဘာမှပြောလို့မရဘူးဟုတ်ပြီနော်ကဲအရှင်မြတ်ကြီးကဒီကလေးကိုအလုံးမတူပိုင်းနဲ့ကြော့ခိုင်းလိုက်တာအာရမမြန်ပြုကျင့်သွားတာလားဟမ်မတရားသဖြင့်များအနိုင်ကျင့်သွားတာလားဟမ်တချို့ကိစ္စတွေခင်ဗျားတို့ရမ်းမဝေဖန်နဲ့တော့ဟမ်ခုသူတော်ကောင်းကြီးကသူ့ကိုကြော့ခိုင်းသွားတာကြော့ခံခြင်းလွန်းလို့လား
အပူဇော်အေးလို့ခံကျင်လွန်းလို့လားအခုခင်ဗျားတို့တရားဟောကြွလာတယ်ခင်ဗျားတို့ဆရာတော်ဘေးရန်ကင်းပါစေမေတ္တာမပို့ခိုင်းဘူးလားပို့ခိုင်းတယ်အဲ့ဒါကျုပ်ကခင်ဗျားတို့ရဲ့မေတ္တာတွေကိုခံယူခြင်းလွန်းလို့များပို့ခိုင်းနေတယ်ထင်သလားသူတော်ကောင်းတို့ဒီတရားနာဖို့စောင့်ဆိုင်နေတဲ့ခဏလေးမှာများသောအားဖြင့်ဆရာတော်ကြွလာလဲအေးမလုပ်ကြဘူးကိုယ့်အကိုစကားပြောကြနော်ဝေဖန်ကြဘုန်းကြီးကပလင်မော်ရောက်နေပြီအောက်ကဆင်းသိမဖြစ်သေးဘူးအဲ့ဒီပြဿနာတွေကိုကြော်လွှားနိုင်ဖို့ဒီလိုမေတ္တာလေးပို့နေတော့ခင်ဗျားတို့မှာအကုသိုလ်ဖြစ်လားကုသိုလ်ဖြစ်လားအကျိုးမဲ့သလားအကျိုးရှိသလားတန်ဖိုးရှိမရှိဒါကိုခင်ဗျားတို့ကိုအနိုင်ကျင့်တယ်လို့များဆိုချင်သေးလားသဘောပါသလားမှတ်ထားနော်အခုဒီကလေးကိုကြော့ပြစ်အောင်ရှင်သာရိပုတ္တရာမစီစဉ်ဘူးလားသမီးတို့တငယ်ချင်းကြတော့အရင်ကလေးဘာလို့ဒီတိုင်းအရင်တိုင်းထားတာလဲဟုတ်ပြီနော်သမီးတို့တငယ်ချင်းကကြတော့ရိုင်းလာကြီးလားဆိုတော့ကလေးတွေကိုတွားပြီးတော့မြောက်ပေးလိုက်တာလို့ဆိုတော့မှကလေးတွေကဟာဟုတ်တယ်ဆိုချက်ချင်းပြေတငယ်ချင်းလာမင်းဘာလို့တော့ထိုင်တော့ဇွတ်လုတ်ခဲ့ဟုတ်ပြီနော်တာမန်ကြည့်ရင်ဒါအလုံးမတူပဲနဲ့ဒါအာရမမတရားသဖြင့်ဒါအနိုင်ကျင့်တာပဲလို့ဆိုเสียရှိတယ်ဒါပေမဲ့သူတော်ကောင်းတွေလုပ်တဲ့အလုပ်ဟာနော်အကျိုးမဲ့ပျက်စီးအောင်လုပ်တာလားအကျိုးရှိအောင်လုပ်တာလားကြည့်ပါဩကာသကလေးဩကာကလေးတစ်ချက်ရဲ့ကျေးဇူးဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကြည့်ဒီကလေးမှာအဲ့ဒီခုနှစ်နှစ်သမီးကအဲ့ဒီတစ်ချိန်ပဲကုသိုလ်လုပ်လိုက်ပြီးအရွယ်ရောက်တယ်ဆိုသူတို့ခေတ်ကတော့ပြောရရင်73နှစ်14နှစ်နော်သူတို့ဓမ္မရာအိန္ဒိယရဲ့ဓမ္မရာဦးဇင်းတို့စာရိပေတွေအများကြီးဖတ်ဖူးပါတယ်အပြိုပေါ်ဝင်စဖြစ်ပြီဆိုတာနဲ့အိမ်တော်ချပေးတဲ့ထုံးစံရှိတယ်နော်အမျိုးသမီးတို့ရဲ့အပြိုပေါ်ဝင်ပြီဆိုတဲ့အချိန်ကနေစပြီးတော့ချက်ချင်းအိမ်တော်ချမပေးရင်တဲ့တလဒီကလေးရဲ့ဓမ္မရာလာတိုင်းမှာမိဘတွေမှာအပြစ်ရှိနေတယ်လို့သူတို့ကဒီလိုယူဆထားတယ်ဒီတော့နော်တိတ်မကြခင်မဲ့ဒါသူအိမ်တော်ပြုတ်လိုက်ရပြီလို့ဒါလေးသိစေခြင်းလို့ပြောတာနော်အဲ့တော့ဦးဇင်းဖတ်ထားတာမှတ်ထားတာတွေတော့အစုံပေါ့ဗျာပြောကြတယ်တော့တပုံကြီးပေါ့အဲ့တော့အိန္ဒိယရဲ့အမှုအကျင့်တိုင်းပြောရရင်အဲ့တော့အရွယ်73 74အရွယ်လောက်နော်ဒါအခု9နှစ်သမီးဆိုတော့နောက်ထပ်9နှစ်လောက်နေတာနဲ့သူအိမ်တော်ကြာပြီအဲ့တော့အိမ်တော်ကြာပြီးတော့မကြခင်မဲ့ပရိသေတွေရပရိသေတွေရင့်တဲ့အချိန်မှာကိုဝင်စိတ်တက်ပြီးသေးတယ်ဘာဖြစ်တယ်အရွယ်မတိုင်ခင်သေးတယ်ဆိုတာသူများအသက်တတ်ခဲ့တဲ့အပြစ်ရှိတဲ့လူတွေဟာဘယ်တော့မှသက်တမ်းစေအောင်နေရယောဂါကြောင့်သေမယ်မသေရင်ဥပိ္ပဇေတကကံကာမောင်လို့နော်လေအမြန်ပြက်ကြလို့သင်္ဘောပြက်လို့နော်သူများတတ်လို့ကိုတတ်သေးလို့သေတာတွေမရှိဘူးလားအဲ့ဒါတွေကသူများအသက်တတ်ခဲ့တဲ့ပုဂ္ဂိုလ်ရှင်းလားသူများအသက်တတ်ဖူးတဲ့လူကဘယ်တော့မှသက်တမ်းစေမနေရဘူးအဲ့တော့အခုလေရှင်အမြတ်ကြီးကဒါကိုကြုံမြင်သွားလို့ဩကာလေးတစ်ချက်အာရမခိုင်းလိုက်ဟောဒီကလေးမှကိုဝင်ရင်းတဲ့အချိန်ကိုဝင်စိတ်ဆက်တက်ပြီးသေးတယ်တကယ်တော့သူပဲသွားရမှာလေငရဲသွားမှာသူ့ကံကိုမြင်ထားပြီးသားရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကအနာဂရဏညာနဲ့ကြိုပြီးမြင်ထားတဲ့ငရဲသွားမှာငရဲမသွားအောင်ကယ်လိုက်တာဟုတ်ပြီနော်အဲ့တော့ဒီကလေးမကအဲ့ဒီယွာနာမှာပဲပိတ်တာဖြစ်ဘာဖြစ်လဲဒီယွာနာမှာပဲပိတ်တာဘဝရသွားဆိုတော့ပိတ်တာဖြစ်သွားပြီဆိုတော့ဘဝတစ်လျှောက်လုံးမှာသူလှုပ်ခဲ့ဘူးတဲ့ကုသိုလ်ကဩဃာလေးစိတ်မပတပါနဲ့တငယ်ချင်းတွေခိုင်းလို့နော်ကြော့အသင်းတဲ့ပုဂ္ဂိုလ်ဆိုတာခုခင်ဗျားတို့တန်ခါဂုံကျေးဇူးတွေမရှိဘူးလားတန်ခါဂုံဆိုတာကအနုတ္တရံပုံညခိတ္တံလောကတဒီလောကတတစ်ခုလုံးအတွက်အနုတ္တရံပုံညခိတ္တံကုသိုလ်ကောင်းမှုတို့ရဲ့အနှိုင်းမဲ့ကုသိုလ်တို့ရဲ့စိုက်ပျိုးရာလယ်ယာမြေကောင်းလို့မပြောဘူးလားတန်ခါလက်ဥကလေးတစ်ချီဟာဘယ်လောက်ကျေးဇူးများတယ်ဆိုတာခင်ဗျားတို့ငရဲရောက်မဲ့ဒုက္ခကနေလွတ်မြောက်ပြီးတော့ဘာဖြစ်သွားတော့ပိဋ္ဌာဒါပေမဲ့သူ့မှာဒါနမျိုးစီလဲရှိဘူးသီလမျိုးစီလဲဘာဝနာမျိုးစီလဲမရှိတော့ပိဋ္ဌာဘဝမှာစားစရာလဲဝတ်စရာလဲနေစရာလဲမရှိဘူးအယိုးပြိုင်ထားပြီးနံရိုးတွေခိုင်းကန်ပြီးတော့အယိုးငေါနဲ့မျက်လုံးပြူးနော်ရှာတစ်လစ်နဲ့စားစရာမဲ့တောက်စရာမဲ့ငတ်နေတဲ့ဘဝ
ပိဋ္ဌာမလေးဖြစ်သွားတယ်ဘာဖြစ်သွားလဲအဲ့ဒီမှာပဲအရှင်မြတ်ကြီးကတခါအဲ့ဒီရွာပြန်ရောက်တဲ့အခိုက်ဆုံးခံကြွတဲ့အချိန်ကြုံပြန်ပြီဟုတ်ပြီနော်ဒါအခုကျိုးတို့ပြောတော့တထိုင်နေအနည်းဆုံး9နှစ်လောက်ကြာသွားပြီဟုတ်ကလားအဲ့ဒီမှာတစ်ချိန်သူတို့ပြန်ဆုံကြပြန်ဆုံကြတော့ပိဋ္ဌာမကအရှင်မြတ်ကြီးကြွလာတာနဲ့ဒီတစ်ခါကျတော့ तू ကဒီလိုအရှင်မြတ်နဲ့တကွာတန်ဃာတော်တွေဆုံးခံကြွလာတာလဲမြင်ရောအာရဝါဒနဲ့ထွက်လာပြီးတော့ तू ကသူ့ကိုမြင်အောင်ပြဟိုကအဘိညာဉ်ရှိပြီးသားတွေဆိုတော့မမြင်ဘူးလားမြင်တယ်မြင်အောင်ပြပြီးတော့အရှင်ဖေဟာကဲတော်မူပါအရှင်ဖေဟာကဲတော်မူပါဟောအခုကြတော့အရင်က तू သိသလားဘယ်တော့ကောင်းမှလဲမသိပါအခုပိဋ္ဌာမလေးကထွက်လာတော့ရှင်မြတ်ကြီးကမေးပြီးဒါရှင်မြတ်ကြီးကသိပြီးသားပေါ့ဗျာဒီကလေးမ तू ကဲထားတဲ့ကလေးမပဲဆိုတာသိတယ်သိပြီမဲ့ तू ကမေးတယ်ဟဲ့ကလေးမဘယ်လိုဖြစ်တာလဲနင်အဝတ်စားလည်းမပါအယိုးကပြိုင်ပြိုင်ထမျက်လုံးကပြူးပြူးရုပ်ကလည်းဆိုးလိုက်တာတကိုယ်လုံးလည်းပေတူးလို့ဟုတ်ပြီနော်နင်ဘာလုပ်လဲမှန်ပါဗျာအရှင်မြတ်ဖေဟာကြီးမားတဲ့ကရုဏာနဲ့ကဲတင်ဆောင်ယူခဲ့တဲ့ဖရာတပည့်တော်မှဟောဒီနာကညောင်ပင်လေးအောက်မှာစော့ကစားနေကြတဲ့လွန်ခဲ့တဲ့9နှစ်ကကလေးသူငယ်လူမမဲတယောက်ပါဖရာဟာနင်ကဘယ်လိုအာကုသိုလ်တွေလုပ်ခဲ့လို့ဒီပုံစံဖြစ်နေတာလဲအရှင်မြတ်ကြီးကထင်ရှားအောင်ပေါ့ဗျာနော်တုတ်တော်တွေထဲမှာကြတော့ဒါကအပြန်အလှန်အမေးအယူပါဠိပုဒ်တွေနဲ့အလွန်ကြီးညိုပွဲရကောင်းတာပေါ့အဲ့တော့ခုပါဠိတော်တွေပြောနေရင်သူတော်ကောင်းတို့တွေမှာကြတော့အာယုံစိုက်မှုအားနည်းပြီးတော့တချို့ကြတော့ညည်းညူတတ်တယ်နော်ပြင်းရည်သွားတတ်တယ်အဲ့ဒါကြောင့်ဦးဇင်းကအပြန်အလှန်ပြောခြင်းပါဠိတော်တွေကိုရှောင်ရှားပြီးတော့မျက်စောင်းထိုးပြီးတော့သူတော်ကောင်းတို့ကိုမြန်မာလိုတက်တက်ပြန်ပြောနေတာအဲ့တော့စာမာကြည့်ခြင်းရင်တော့ဒါကပေတဝတ္ထုပါဠိတော်တွေထဲမှာလာတယ်ပါဠိတော်ဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်ဟောကြားတာအရှင်သာရိပုတ္တရာကဒီဖြစ်စဉ်ကိုမြတ်စွာဘုရားကိုဝေလူဝန်ကျောင်းမှာပြန်လျှောက်တယ်မြတ်စွာဘုရားဝေလူဝန်ကျောင်းတော်မှာပြန်ဟောတယ်ဟောတဲ့တရားမို့လို့ဒါဟာသင်္ဃာယနာတင်ကျမ်းထဲမှာပါတယ်ပေတဝတ္ထုပါဠိတော်ဥပ္ပရိဝက်ဥပ္ပရိဆိုတဲ့အပိုင်းမှာပါတဲ့တန်တာရမောစကပေတဝတ္ထုတဲ့ဟုတ်ကလားစာမာရှာခြင်းတဲ့လူကအဲ့ဒီမှာသွားရှာအဲ့တော့ဦးဇင်းတို့ဓမ္မဂရိကတွေပြင်ပေါ်မှာဟောတယ်ဆိုတာဘု து တရားတော့မြတ်စွာဘုရားလို့ပြောဘု து တရားလဲအဲ့တော့အခုလဲဦးဇင်းကဘု து တရားတွေဟောနေတာလေဒါလောကမှာအလွန်ထင်ရှားပြီးတော့ကျေးဇူးများခဲ့တဲ့တရားတစ်ပုဒ်အဲ့တော့အရှင်မြတ်ဘုရားတဲ့လွန်ခဲ့တဲ့9နှစ်ကအရှင်မြတ်ဘုရားမဆခဲ့တဲ့ကျေးဇူးကြောင့်ကျေးဇူးပြုခဲ့တဲ့တငယ်မပါဖျားတဲ့တပည့်တော်ပြစ်မသွားနဲ့ကဲတော်မူပါဖျားဆိုတော့အရှင်မြတ်ကြီးကသူ့အကြောင်းကိုသိစေခြင်းလို့နှလုံးသွင်းစေခြင်းလို့နေသမ်းမအောင်ဒီလောက်ရုပ်ဆိုးကြီးတန်နေတာအဝတ်မရှိအစားမရှိအယိုးကပြိုင်ပြိုင်ထမျက်လုံးကငေါငေါထွက်နေဘလို့ဖြစ်နေတာတော့ဘလို့အာကုသို့ကြောင့်ဟုတ်ပြီနော်ခုခမည်းတော်ထင်ထားတာကတချို့တွေကဒီဘဝမှာမိုက်လုံးကြီးကြီးနဲ့အာကုသို့လုပ်နေကြတာတွေမရှိဘူးလားတာယေသမီးရဲ့စီဝါရေးလူမှုရေးအတွက်ဂုံတရအတွက်ယာထုအတွက်အာကုသို့အလုပ်တွေကိုမိုက်မဲလုပ်နေတဲ့ပုံကိုယ်တွေကသူတို့ဘာပြောတော့ဆိုအိုးနောက်ဘဝကိုသိတာမှတ်လို့ဒီဘဝဒီကိုစံနောက်ဘဝနောက်ကိုခံဒီလိုလူတွေမရှိဘူးလားအဲ့ဒီလူတွေအတွက်မှတ်သားပါကြည့်ဘုန်းတော်ကြီးလာတော်မူသောအရှင်မြတ်ကြီးဖရာတဲ့တကယ်တော့စာထဲမှာလေဒီကလေးမလေးကအရှင်သာရိပုတ္တရာရှင်မြတ်ကြီးကိုကျေးဇူးတင်လွန်းလို့သူကဘယ်လိုခေါ်လို့ဆိုမုနီလို့ခေါ်တယ်မုနီဆိုတာမြတ်စွာဘုရားရဲ့နာမည်နော်မြတ်စွာဘုရားကိုပူဇော်တဲ့ဂုဏ်တုအခုသူကဖရာတဖွဲ့ရှင်သာရိပုတ္တရာကိုမုနီဟုတ်ပြီနော်သူ့တော့ဖရာပဲလေသူ့လာခဲ့သွားတာဟုတ်အဲ့တော့အရှင်ဘုရားတဲ့တပည့်တော်ဟာလေတဲ့ကံဤကျိုးကိုမယုံကြည်တဲ့တန်တာရမောစကဆိုတဲ့အယူဝါဒသူများအသက်တတ်တာအပြစ်မရှိဘူးတတ္တဝါဆိုတာလူချွတ်မှကျွတ်တာတချို့လူတွေမရှိဘူးလားအေးအဲ့တော့ဒီတတ္တဝါတွေကလူစားတဲ့အကောင်တွေလူစားဖို့ကိုဖြစ်လာတာအဲ့တော့ဒါဒီလူကတတ်တယ်အပြစ်မရှိဘူးဆိုပြီးတော့ငါဖမ်းတာတို့နော်သားကောင်ငါကောင်ပြစ်တာတို့တတ်တာတို့မရှိဘူးလားအေးအဲ့ဒီအလုံးမျိုးကိုလုတ်ခဲ့တဲ့တန်တာရမောစကဝါဒပိုင်ရှင်ပါဖရာတဲ့တပည့်တော်
ဟောဒီညောင်ပင်အောက်မှာကစားကိုက်အရှင်ဖျားကြွလာတဲ့အခိုက်နဲ့ဂျုံလို့တပည့်တော်မကြော့ပဲနေတဲ့အခါမှာတငယ်ချင်းနေနဲ့ဇော့အတင်းရှင်ဖျားကြော့ခိုင်းလို့ကြော့ခဲ့ရတဲ့ကလေးမပါဖျားတပည့်တော်ပြုခဲ့တဲ့အကုသိုလ်ကတော့တပည့်တော်သည်ကံကံဤကျိုးကိုမယုံကြည်တဲ့မိစ္ဆာအယူကိုရှိခဲ့ပါတယ်အရှင်မြတ်ဖျားတဲ့တပည့်တော်ဒီနေရာမှာပဲလွန်ခဲ့တဲ့အနှစ်900တုန်းကနှစ်ဘယ်လောက်အခုသူတို့မတွေ့တာဘယ်လောက်ပဲရှိသေးတော့9နှစ်နော်ဒါပေမဲ့သူပြန်ပြောလိုက်တယ်လွန်ခဲ့တဲ့အနှစ်900ကလည်းဒီလိုပဲဒီတဲ့ဆိုးတဲ့ပိဋ္ဌာမတယောက်ဖြစ်ခဲ့ပါတယ်ဘာဖြစ်ခဲ့လဲဟောဒီအရှင်ဘုရားအိဒကဝတီဆိုတဲ့ရွာမှာပဲတပည့်တော်တို့တန်တာရမောစကအမျိုးမှလူဖြစ်လွဲမားစွာနဲ့တတ္တဝါတွေကိုတတ်ဖြတ်အသက်မွေးခဲ့တဲ့အပြစ်ကြောင့်ဘုရားတပည့်တော်ဒီနားမှာနှစ်900စားစရာမရှိတောက်စရာမရှိဝတ်စရာမရှိနေစရာထိုင်စရာမရှိဘဲနဲ့အလွန်ပင်ပန်းတဲ့ဆင်းရဲကိုခံခဲ့ရပါတယ်ဟုတ်ပြီလားပိဋ္ဌာတွေဆိုတာလေပိဋ္ဌာဖြစ်သွားလွယ်တယ်မထင်နဲ့အစားစားရတဲ့ပိဋ္ဌာကလည်းဘလို့အစားစားရလဲဆိုခုနင်တို့တရားပွဲလာတော့လမ်းမှာဆောင်းတွင်းဆိုတော့နာစီနေတဲ့လူတွေမရှိဘူးလားအခုတဟောဟောနဲ့ချောင်းဆိုးနေတဲ့လူရောမလုပ်ခဲ့ဘူးလားအဲ့ဒါနောက်ကပိဋ္ဌာတွေကတပြောတစ်ပါးစားနေကြပြီဗျရှင်းလားသူတို့အစာတာပဲခင်ဗျားတို့ထမင်းအိုးဟင်းအိုးဆေးပြီးတော့ကြံတဲ့ဟာလေးသွန်အဲ့ထမင်းလုံးလေးတွေလိုက်ကောက်စားရတယ်ဒါတောင်စားခွင့်ရတဲ့ပိဋ္ဌာဒီလိုပိဋ္ဌာမျိုးကြတော့စားခွင့်မရဘူးဘာမှလူတွေပြစ်တဲ့အစာတောင်စားခွင့်ကျင်ကြီးကျင်ငယ်တောင်စားလို့သဘောပါလားတကယ်အကျင့်အယူလွှဲမလို့များအယူတိမ့်လို့ပိဋ္ဌာများဖြစ်သွားရင်စားရမယ်တောက်ရမယ်ဖြစ်ရမယ်ပုံကိုယ်တွေတပုံကြီးနော်မဟုတ်မမှန်လွဲမားစွာစီးပွားရှာပြီးဘဝကိုယက်တည်နေတဲ့လူတွေပိဋ္ဌာဖြစ်မှကျင်ကြီးတောင်မစားရတဲ့ဘဝရောက်သွားမှာရှင်းလားအခုလွဲမားတဲ့အယူဝါဒနဲ့သူ့မှာဘာမှစားခွင့်မရှိဘူးတပည့်တော့ငတ်ပြက်နေရတာဒီလိုအယိုးပြိုင်ထရုပ်ရည်ယူပကားရအစာမစားဘဲနဲ့ရုပ်ရည်လှပစရာအကြောင်းရှိတော့အသားရည်မွဲ6မျက်လုံးငေါအဆွဲငေါနဲ့တပည့်တော့ဒီဘဝကြီးရနေခဲ့ရတာနှစ်ပေါင်း900နေခဲ့ရပြီဖျက်ဘယ်လောက်ရခဲ့အခုပြန်ပြောနိုင်တာကအရှင်မြတ်ဖျားကိုတစ်ချိန်ကြော့ခဲ့ဘူးတဲ့ကုသိုလ်သဘောပါသလားအရှင်မြတ်ဖျားနဲ့တန်ဃာတော်ရှင်ဆိုတန်ဃာ12ပါးဆိုတာ4ပါးကြွရင်တန်ဃာမြောက်နေပြီအဲ့တော့12ပါးရှိတော့တန်ဃာကြီးကိုဖျားမှုရှိတဲ့တန်ဃာကိုတစ်ချိန်ကလေးသူတစ်ပါးတိုက်တွန်းလို့ကြော့ခဲ့ဘူးတဲ့ကုသိုလ်ကြောင့်တပည့်တော်အခုငရဲရောက်ရမယ်ဘေးကလွတ်နေတာတကယ်ဆိုသူပဲရောက်တော့မှာတော့သူကိုယ်တိုင်ရောသိမသွားဘူးလားသိနေပြီအဲ့ဒါကိုသိစေခြင်းလို့အရှင်မြတ်ကြီးကမေးတာမင်းဘလို့အာကုသို့လုပ်ခဲ့လို့ဒီလိုဖြစ်နေတာလဲဆိုတော့အရှင်ဘုရားတကယ်တော့တပည့်တော်ငရဲရောက်ရတော့မှာဖရာတဲ့အခုအရှင်မြတ်ဖရာကိုတစ်ချိန်ကြော့ခဲ့ဘူးတဲ့ကုသိုလ်လေးကကဲတင်ထားလို့အရှင်မြတ်ဖရာရဲ့ကရုဏာတော်ကြောင့်တပည့်တော်ဒီဘဝရောက်နေတာအရှင်ဘုရားပြစ်မထားပါနဲ့ဖရာကဲပါအောင်ဖရာရှင်မြတ်ကြီးကသိတယ်နော်ဟိုတဆင့်ကလေးဒီလိုကဲလိုက်မှဒီကနေဆက်ကဲလို့ရမှာအရေးပေါ်လက်အုပ်ကလေးချီကြော့လိုက်ဆန်းဆိုတာအရေးပေါ်ကဲခိုင်းတာကိုတင်တို့လူဘဝမှာလည်းအရေးပေါ်လုပ်နေရတာတွေမရှိဘူးလားဘယ်လုပ်ကိုဥစဉ်ရည်ညွှန်းလဲပြောသားလူသေးပြီဆိုတရဏဂုံမတင်ဘူးလားအဲ့သေးတဲ့လူတင်လားကြံတဲ့လူတင်လားအေးအဲ့ဒါအရေးပေါ်နော်နင်တို့မှာကြံတဲ့လူတွေကတောကပရိဒေဝပူဆွေးနေတောကပရိဒေဝဆိုတာဒေါသကလာတာဒေါသဆိုတာအကုသို့အမျှသွားဝေဟိုကငရဲစိုက်ဇောက်ထိုးရောက်သွားမှာပေါ့ရှင်းတယ်နော်အဲ့တော့အရေးပေါ်နင်တို့မှာကုသိုလ်တရားရအောင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာအတိုင်းမဲ့ကုသိုလ်အဲ့ဒီကုသိုလ်ကအဲ့ဒီကုသိုလ်လေးအရေးပေါ်တရဏဂုံလေးကိုစောက်တည်လိုက်ပြီးတော့ငါစောက်တည်တဲ့တရဏဂုံအမျှဟေးဆိုတော့အဲ့ဒီအမျှကလေးဟိုကသာဓုခေါ်လိုက်တာနဲ့တင်သူ့ပိဋ္ဌာဘဝကလွတ်သွားပြီဒါအရေးပေါ်အဲ့တော့ယရဏ3ပါးဟာအလွန်တန်ဖိုးရှိမရှိအာကိုတိုင်းမကိုတိုင်းမဲဆွဲနေတာလားအာရမသိမ့်သွင်းနေတာလားမယုံရင်ကိုယ်သဘောနဲ့ကိုယ်ပါတရားဆိုတာအကြောင်းတရားနဲ့အကြောင်းကောင်းရင်အကြောင်းမှန်ရင်ကောင်းတာလို့ရင်မသေးကြဘူးလားတရားကသိတဘာဝကြ
အဲ့တော့ကြည့်အရှင်မြတ်ဖရာရဲ့အဆုံးအမနဲ့ကဲတင်ချက်ကြောင့်တပည့်တော်မှာအခုလို့ခံစား권ရတာပါဖရာတဲ့ဒီလောက်နဲ့ပြစ်မထားပါနဲ့ကဲတော်မူပါဟုတ်ပလားကောင်းပြီအဲ့တော့ तू ကုသိုလ်အကြောင်းကိုသိမသွားဘူးလားသိပါပါအကုသိုလ်အကြောင်းကိုရောသိပြီဆိုမှအရှင်မြတ်ကြီးကပြုံးတော်မူတယ်ပြုံးပြီးတော့သူတို့ဆွမ်းခံပြန်လာတဲ့ထဲကဆွမ်းလေးတပိတ်ထဲကလက်တဆုပ်နဲ့ဆွမ်းလေးတဆုပ်ယူလိုက်တယ်ဆွမ်းဘလောက်သူနဲ့ပါလာတဲ့အရှင်မြတ်တွေကလည်းယဟန္တာတွေကြီးပဲသူကိုယ်တိုင်ကလည်းယဟန္တာဆိုတော့ဒီအရှင်မြတ်ကြီးမှာရောကိလေသာရှိသလားမရှိပါဘူးဗျာသူ့မှာဘာကိန်းနေလဲဆိုအဓိသီလခိုင်မြဲတဲ့သီလအဓိစိတ်ဓာတ်ခိုင်မြဲတဲ့သမာဓိအဓိပညာခိုင်မြဲတဲ့ပညာဆိုတော့သူဟာယုံညံ့သူလားမြင့်မြတ်သူလားမြင့်မြတ်ပါဟောမြတ်သောသီလသမာဓိပညာပိုင်ရှင်ဒီပိုင်ရှင်ကသူ့ထဲကဆွန်းတလုတ်ကလေးယူလိုက်တယ်ယူပြီးတော့တစ်ဖက်ကသီလသမာဓိပညာစင်ကြယ်ပြီးသားဖြစ်တဲ့ယဟန္တာအရှင်မြတ်ကြီးကိုလှူလိုက်ဟုတ်ပြီနော်ဆွန်းဘလောက်လှူတော့တလုတ်စာဒီတလုတ်စာလေးယူပြီးတော့ဟိုဘက်ကိုတလုတ်စာလှူလိုက်တယ်အရှင်ဘုရားတဲ့ဤဆွန်းတလုတ်ကိုအရှင်မြတ်ဖျားအားတပည့်တော်လှူပါ၏ရှင်သာရိပုတ္တရာကဤလူရသောဆွန်းအလူဒါနကုသိုလ်သည်တဲ့ဤပိဋ္ဌာမအတွက်ဖြစ်ပါစေသာအရှင်မြတ်ဖျားပိဋ္ဌာမအမျှဝေပါ၏ပေါ့ဆိုတော့ဒီပိဋ္ဌာမလေးကသူ့အတွက်ဆွန်းလူနေတာကြည်ပြီးတော့သာဓုသာဓုသာဓုအိုးငါအတွက်လူပေးတာဝမ်းသာလိုက်တာဒီလိုဆိုတော့စိတ်ထဲမှာဝမ်းသာလိုက်ပြီဆိုတာနဲ့ဟောပတ်လဲမှာစားစရာတွေနတ်သုတ်ဓာတွေဖွဲရအစုံလင်းနှစ်တရာနှစ်တစ်ထောင်စားလို့မကုန်နိုင်တော့ဘူးဘလို့ရှိတော့သဘောပါသလားဆွန်းလေးဘယ်လောက်လှူတာအဲ့တော့ဒီတဆုပ်သူရသွားတာလားကုသိုလ်ရသွားတာလားဟောကုသိုလ်တရားစားမကုန်တော့ဘာလဲဘာကစားမကုန်တာဆွန်းတလုတ်ကစားမကုန်တာလားကုသိုလ်တရားစားမကုန်မထတော့နင်တို့ကငွေလေး1000 3000ကိုငမ်းမရလိုက်ရှာနေတယ်အဲ့တော့နင်တို့ရှာနေတဲ့ငွေသိန်း100သိန်း1000နဲ့ကုသိုလ်တရားနဲ့ဘယ်ဟာတန်မှုရှိတော့သိန်း100သိန်း1000ကတနတ်စာပဲရှိတယ်ဟိုကုသိုလ်ကဘယ်တော့မှစားလို့အခုဆွန်းလေးတလုတ်ဒီဆွန်းကိုဟိုပိဋ္ဌာမသွားကျွေးလို့ရမလားစားတော့ပိုင်ခွင့်ကောရှိသလားအခုဘာပေးလိုက်တာကုသိုလ်ပေးတာဘာပေးတာဆွန်းလေးတလုတ်လူလိုက်တာဟိုမှာစားစရာတွေအရှင်ဘုရားတဲ့သာဓုစားစရာတော့ရပြီသူကဘာကုသိုလ်မှမလုပ်ဘူးပဲရှင်းတယ်နော်ဒီတော့အရှင်မြတ်ကြီးကသူ့လက်ထဲမှာဒီနေ့ဆွမ်းကန်လာရင်းနဲ့သူလမ်းမှာတွေ့လို့ထင်ပါရဲ့ကောက်လာခဲ့တာလက်ထဘွားစာအဝတ်ပိုင်းလေးပါတယ်ဘယ်လောက်လက်တဘွားစာအဝတ်ပိုင်းလေးအဲ့တော့မြတ်စွာဘုရားရှင်လက်ထက်ကတန်ဃာတော်တွေဆိုတာကလမ်းမှာတင်းချိုင်ကုန်းတို့အမိုက်ပုံတို့မှာတွေ့တဲ့အဝတ်စာကလေးတွေကောက်အဲ့ဒီကောက်ပြီးတော့အဲ့ဒီဝတ်ကလေးတွေကိုလျှော်ဖို့ပြီးတော့မှချုပ်ဆက်ဆေးချိုးပြီးတော့ဝတ်ရတာဆေးဆိုတာလည်းအခုခေတ်လိုဓာတုဆေးတွေအလွယ်တကူသုံးရတာမဟုတ်ဘူးဓာတုဆေးက3ပိုင်ခွင့်ကိုမပေးတာတစ်ခေါက်ကိုပြုတ်ပြီးတော့ဆိုးရတဲ့ရေတစ်ခေါက်ဆိုးရေရှင်းတယ်နော်အဲ့တော့ရှင်သာရိပုတ္တရာလက်ထဲမှာအဝတ်ဘယ်လောက်ရှိတော့လက်တဖွားစာအဝတ်ကလေးဒီအဝတ်ကလေးကိုအရှင်မြတ်ဖရာသင်္ကန်းအဖြစ်လှူပါ၏ဘာဖြစ်ဘယ်လောက်လှူတာတော့ဗျာလက်တဖွားစာလေးအခုခင်ဗျားတို့မှာသင်္ကန်းတွေအလိုရှိသလောက်လှူလို့ရမရအခုခေတ်ကြီးမှာအလွယ်တကူမလှူနိုင်ဘူးလားအေးရနိုင်တဲ့ကုသိုလ်တွေစဉ်းစားတော့ဟိုမှာလက်ဖွားလေးလက်တဖွားစာသင်္ကန်းကလေးကိုရှင်ဖျားသင်္ကန်းအဖြစ်လှူပါတယ်ဗျာအရှင်သာရိပုတ္တရာအရှင်မြတ်ကြီးကလှူတယ်ယဟန္တာမြတ်ကြီးကိုလှူတော့ဟိုဘက်ကလည်းအလှူခံတယ်ဤကုသိုလ်သည်ဘယ်သူတို့ဗိဒ္ဓမာလေးရပါစေဆိုတော့ဟိုကဝန္တာသာဓုကသင်္ကန်းလှူရပြီသာဓုငါ့ကိုအကြောင်းပြုပြီးသင်္ကန်းလှူပြီးသာဓုခေါ်လို့မဆုံးသေးဘူးခန္ဓာကိုယ်ပေါ်မှာလည်းနတ်ဝတ်တန်းစာတွေအပြည့်စုံတခါတည်းအပေါ်ကနေတွဲရဲကြလာတဲ့အဝတ်စားတွေဥပမာဟာပိုးဝတ်ရှင်နေကြလာပြီဟာဒီအယောင်မကြိုက်ဘူးကြိုက်တဲ့အယောင်သဘောပါသလားဟာလွန်းတရားချင်းရောက်လာပြီရှင်းသလားဟဲ့ဟာဂျပန်ကီမိုနိုမှာရောက်ပြီသဘောပါသလားအဲ့တော့
ဒါတရုပ်စာကြီးမလို့ခြင်းဘူးသွားသဘောပါသလားအဲ့တော့တခါတဲ့အလိုရှိတဲ့အဝတ်စားအလိုရှိသလိုဘယ်လောက်လူလိုက်တာတော့လက်တဘွားစာအဝတ်ပိုင်းလေးဘာအမှတ်နဲ့လူလိုက်တာသင်္ကန်းရှင်းသလားသင်္ကန်းတွီးစုံတစုံလူတာလားသင်းမိုင်တစ်ထည်လူတာလားဘယ်လောက်ကလေးတော့သင်္ကန်းချုပ်ဖို့အလို့ငါလက်တဖွားစာအဝတ်ကလေးကဟိုမှာသုံးလို့မကုန်နိုင်တဲ့အလှူဒါနတွေအဝတ်တွေရလာပြီအရှင်ဘုရားတဲ့သာဓုပါဘုရားသာဓုပါဘုရားဝတ်เสียလည်းရပြီစားเสียလည်းရပြီဒါပေမဲ့နေဦးတောက်เสียမရှိသေးဘူးမဟုတ် तू ဘာကုသိုလ်မှမလုပ်ဘူးရှင်းလားမထanoခုနကဩဝါဒပါတိမောက်ထဲမှာပါတယ်တဗ္ဗပါပတ္တအကရဏမကောင်းမှုမှန်သမျှမလုပ်ကြနဲ့ကုသလသာဥပသမ္ပရာကုသိုလ်ကောင်းမှုကိုပြည့်စုံစေရမယ်လို့မပြောဘူးလားအေးပြည့်စုံဆိုတာတစ်ခုလေးလိုနေရင်နင်တို့တစ်ခုလေးဟာနေမှာပဲအခုဆွန်းလူတော့ဆွန်းမရဘူးလားအဝတ်လူတော့ဘာမရသေးဘူးတောက်เสียရည်မရှိသေးဘူးငါကုသိုလ်အမတန်ကြီးတာသူ့မှာကုသိုလ်ဘာမှမရှိဘူးအဲ့တော့အရှင်မြတ်ကြီးဟာလေဘာလို့အရှာတုံးဆိုတော့သူ့ပါတဲ့ရေစစ်ကလေးနဲ့ရေလေးချောင်းစမ်းချောင်းလေးတွေရေခတ်ပြီးတော့ရေတောက်ရေလေးတစ်ခွက်လှူတယ်အရှင်မြတ်ဖျားဤရေကြီးချမ်းမြဒီတောက်တော်ရေကလေးကိုအရှင်မြတ်ဖျားအားလှူပါ၏ဒီကုသိုလ်သည်ဗိဒ္ဓမဖို့ဖြစ်ပါစေတည်းဒီရေလေးကသာဓုခေါ်လိုက်တာနဲ့ဟိုးအောက်မှာတခါတည်းအမတန်ကျေပြောတဲ့ဒီနေ့အင်းတော်ကြီးကန်လို့နော်မျက်စိတဆုံအခြေကြီး၄တောင်ဆက်ဆက်ကန်ကြီးနဲ့တခါတည်းအ내ကလည်းပြောလို့မရအောင်နဲ့ပြီးတော့ကြည်စိမ့်နေတဲ့ရေကန်ကြီးနဲ့ဘရုံမာချာပန်းနေတဲ့တခါတည်းရေတွေအလိုရှိသလိုသုံးလိုသုံးချိုးလိုချိုးတောက်လိုတောက်ပြည့်ပြည့်စုံစုံမရဘူးလားရှင်းသလားဟဲ့ဒါပုံပြောနေတာလားအကြောင်းရှိရင်အကြောင်းကောင်းရင်အကြောင်းမှန်မှကဲဒါဖြင့်အရှင်မြတ်ကြီးကဘာတွေပေးနေတာလဲကုသိုလ်တွေခင်ဗျားတို့ကျုပ်တို့တကယ်အားကိုးရမှာဘာတရားလဲကုသိုလ်တရားကောင်းသောတရားကိုယ်တိုင်လုံးမှကိုယ့်အတွက်ကောင်းကျိုးရမှာဆိုတော့အဖက်ဖက်ကပြည့်စုံတဲ့အကျိုးတရားတွေမရဘူးလားရတော့မှအရှင်မြတ်ဖရာတဲ့တပည့်တော်မှာနတ်သမီးလေးလို့တခါတည်းခန္ဓာကိုယ်ကလည်းလှပပြီးတော့အလွန်ချောမောလှပတဲ့နတ်သမီးနတ်ဝတ်တန်းစာတွေနဲ့နတ်တို့ရဲ့စည်းစိမ်တွေအပြည့်စုံရသွားပြီးတော့အရှင်မြတ်ကြီးကိုတခါလာပြီးကြော့ပြန်အသွင်တဏ္ဍာချင်းတူသေးလားခုဒဘာမလေးတော့ပိဋ္ဌာမအယိုးပြိုင်မျက်လုံးငေါငေါအစွဲငေါငေါနဲ့တခါတည်းအယိုးတွေနံယိုးတွေဟိုကကျိုးတို့ကျဲတဲ့နဲ့အလွန်ကြည့်ရဆိုးတဲ့ပေဆုပ်ဆုပ်ပိဋ္ဌာမအခုတော့အလွန်တရာလှပတဲ့နတ်သမီးရှင်းသလားနတ်သမီးလေးတခါတည်းလာတဲ့အခါကျတော့မှအရှင်မြတ်ကြီးကဟဲ့နတ်သမီးမေးပြန်ပြီမသိလို့မဟုတ်ဘူးတင်းကဘသူတော့အရှင်ဘုရားတပည့်တော်အရှင်ဘုရားရဲ့ကဲတင်ခြင်းကိုခံရတဲ့တပည့်တော်ပိဋ္ဌာမလေးပါဗျာဟဲ့နင်ကဘယ်ကုသိုလ်တွေလုပ်လို့တော့ဟုတ်ပြီနော်ဒါအကြောင်းပဲပြောတာမဟုတ်ဘူးသူ့အယူဆကတန်တာရမောစကကုသိုလ်ဆိုတာလည်းမရှိကုသိုလ်လည်းမရှိကုသိုလ်အကျိုးပေးလည်းမရှိအကုသိုလ်လည်းမရှိအကုသိုလ်အကျိုးပေးလည်းမရှိကံကံဤကျိုးကိုမယုံကြည်တဲ့ဝါဒဒါကြောင့်ပြန်မေးတာနေဘယ်ကုသိုလ်တွေလုပ်လို့တော့အရှင်ဘုရားရဲ့ဆွန်းလေးတလုတ်ဆာဟာတပည့်တော်မှာနှစ်တရာနှစ်တထောင်စားမကုံအောင်အလိုရှိတိုင်းစားနိုင်တဲ့အာဟာရတွေရခဲ့ပါပြီဖေဟာအရှင်ဘုရားရဲ့လက်တဖွားစာသင်္ကန်းကလေးအလူဟာတပည့်တော်အတွက်ဒီနေရာမှာသူဘာလေးထည့်ပြောလဲဆိုတော့နန္ဒမင်းရဲ့အသုံးဆောင်အဝတ်တွေထက်အလွန်ပေါ်ကျွယ်ဝတဲ့အဝတ်တန်းစာတွေတပည့်တော်ရခဲ့ပါပြီဖေဟာဗာမင်းနဲ့နန္ဒမင်းဟာဒါကလည်းထူးခြားတဲ့ဇလံတစ်ပုဒ်အဲ့ဒါနာခြင်းမနေ့ပြန်မှာကြွားခဲ့နော်ဒီပိဋ္ဌာမလေးကနန္ဒမင်းကိုဥပမာထားပြီးပြောတယ်နန္ဒမင်းကိုဘာလို့ဥပမာထားသလဲဆိုတာမနေ့ပြန်ကြသိပြီအဲ့တော့သူ့ရဲ့အဝတ်စားတွေကနန္ဒမင်းရထားတဲ့အဝတ်စားတွေထက်တာလွန်များမြောင်နေပါပြီတဲ့အလိုရှိတိုင်းသုံးဆောင်လို့ရနေပါပြီအဲ့တော့ဒီအဝတ်စားတွေဘာကြောင့်ရတာလဲ
လက်တဘွားစာသင်္ကန်းအလူပြန်ပြောလူလိုက်တာကရလာတာကအနိုင်မဲ့လိုသလိုသုံးဆောင်လို့ရတယ်ပေးလို့မကုန်လူလို့မခံရှင်းလားဒါဖြင့်ဒီကုသိုလ်တရားနဲ့ခမည်းတော်ဘဝတွေကိုပြောင်းလဲလို့ကဲတင်လို့သဘောပါသလားတကယ်မြတ်နိုးတန်ဖိုးထားမှာကုသိုလ်တရားရှင်းမလားအရှင်ဘုရားဒီရေကန်ကြီးလည်းကြည်ပါဦးဘုရားကြာမျိုးငါလီအစုံလီနဲ့တခါတည်းဟင်းသာဆက်ကဝက်ငှက်တွေตาရစွာနဲ့တောက်လို့တောက်ချိုးလို့ချိုးသုံးလို့သုံးအလွန်ပြည့်စုံနေတဲ့ဟောဒီရေကန်ကြီးဟာလည်းရှင်ဘုရားရဲ့တောက်တော်ကြီးတစ်ခွက်အလူရှင်းမလားအဲ့တော့ဒီကုသိုလ်တရားတပည့်တော်ကုသိုလ်ကိုလည်းယုံခဲ့ပါပြီဟုတ်ပြီနော်အာကုသိုလ်ကိုလည်းယုံခဲ့ပါကုသိုလ်အကျိုးကိုလည်းတွေ့ရပြီဖေရအာကုသိုလ်အကျိုးကိုလည်းတွေ့ရပါပြီတဲ့အရှင်မြတ်ဖေရဆိုတော့မှအဲ့ဒီမှာလေသူတို့နတ်သမီးနဲ့ပြောဆိုနေတော့ဟိုးခုနကရွာနဲ့ရွာအိဋ္ဌကဝရီယေဒီကရာဇိဆိုတဲ့ရွာတွေကလူတွေကအပြင်ထွက်လာကြဆိုတော့မှမြတ်စွာဘုရားရှင်သာရိပုတ္တရာဘုရားမြတ်ကြီးကจิตသမီးတဲ့သူတို့ကိုလည်းမြင်အောင်ပြလိုက်အောင်သူအမျိုးတွေအဲ့တော့ဒီအမျိုးတွေပါချွတ်ဖို့လိုရမလို့อ่ะအေးအဲ့တော့အဲ့ဒီမျိုးတွေလည်းချွတ်တော့မယ်နောက်ထပ်နန္ဒခုနကနန္ဒမင်းဆိုတဲ့အကြောင်းကိုလည်းမနဲ့ဖြန်ကြတော့သိရအောင်မယ်အဲ့တော့အဲ့ဒါကြတော့မနဲ့ဖြန်ကြမှာဆက်နာကြနော်ဒီနေ့ကြတော့ခင်ဗျားတို့အခုဗိဒ္ဓမာလေးဘာဖြစ်သွားပြီနတ်သမီးအဲ့တော့နတ်သမီးဖြစ်နေုံနဲ့စိတ်ချရပြီလားအဲ့တော့အယူမှားကလွတ်အောင်ကဲရအောင်မယ်အဲဒီတော့ဒါကိုရှင်မြတ်ကြီးကတရားဟောလိုက်မှာဗျာအဲ့ဒါမနဲ့ဖြန်မှနာကြသဘောပါလားအဲ့တော့အကြောင်းကောင်းရင်အဲ့တော့တို့လောကကိုလှနိုင်တာပါလေတရားကိုယ့်ဘဝကိုလှစေခြင်းရင်အဲ့တော့လှစေခြင်းရင်ဘာနဲ့ပြင်ရမလဲအဲ့တော့လှခြင်းသူများတရားနာပါလို့မပြောဘူးလားအခုခမည်းတော်ဘဝတွေမှာငွေနဲ့လှအောင်လုပ်လို့မရပါဘူးငွေဘယ်လောက်ရှိလို့မှမလှနိုင်ပါဘူးသဘောပါသလားဒါဆိုယာဓုကွာယာဓုရှိထင်ရဆိုင်လို့ရတာပဲရမလားမရတော့ဘူးခေပြောင်းတော့မှယာဓုသိမ့်မဲ့မနေနဲ့နော်ယာဓုသမားတွေဝန်ကြီးဆိုရင်ထောင်နဲ့နှီးတယ်ပြောတယ်သဘောပါသလားဒါဆိုဂုံဘွဲ့တွေယူကြရမလားတကယ်အားကိုးရမှာကတရားမှတပါးအားကိုးစရာဒါဖြင့်တရားဆိုတာလဲစာအုပ်ထဲရတရားလားရင်ပတ်ထဲရတရားတရားဘသူကိုယ်တိုင်သိရမှာလဲအဲ့တော့တရားအားကိုးဖို့အတွက်သူတော်ကောင်းတို့မှာလုပ်ငန်းတာဝန်2ရပ်ရှိတယ်လို့မှတ်ပါဗုဒ္ဓဘာသာဝင်မှန်ရဲ့နံပါတ်1မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရမယ်ဘာလုပ်ရမလဲသိယုံနဲ့ပြီးပြီလားသိနေယုံနဲ့လုံလောက်ပြီလားဘာလုပ်ရမလဲကျင့်ရမယ်အဲ့ဒီကြတော့ကျင့်ယုံကျင့်လို့မရဘူးကျင့်လဲကျင့်ရမယ်ဆောင်လဲဆောင်ရခုနင်တို့ဒီကျောင်းတိုင်းမှာတရားစခန်းနေမရှိဘူးလားမဝင်ကြဘူးလားအဲ့တော့စခန်းဝင်နေတဲ့စိတ်နဲ့အိမ်မှာနေတဲ့စိတ်တူလားစခန်းကအကျင့်နဲ့အိမ်ကအကျင့်ဩသာဓုအဲ့ဒါကျင့်ပဲကျင့်တယ်မဆောင်ဘူးစခန်းရောက်တော့စခန်းစိတ်အိမ်ရောက်တော့အိမ်စိတ်စခန်းရောက်တော့စခန်းချင်းအိမ်ရောက်တော့အိမ်ချင်းဒါကြောင့်မို့အမေတရားစခန်းပြန်လာမှာကိုအိမ်သားသမီးတွေကြောက်ဘာလို့ဆိုဟိုမှာအောင့်ထားသမျှအိမ်ရောက်ရင်ပွင့်ထွက်တော့မှာတဲ့သတိထားသဘောပါသလားအဲ့တော့ကျင့်ယုံကျင့်လို့မရဘူးကျင့်လဲကျင့်ရမယ်ဆောင်လဲဆောင်ရမယ်အဲ့တော့နံပါတ်1ကသိသည့်တရားတိုင်းကျင့်ဆောင်ရမယ်လို့မှတ်ထားအဲ့တော့တို့ရဲ့လုပ်ငန်းတာဝန်မနေရ1ကမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရပါမယ်ဖေရပြန်ပြော2ကသိသည့်တရားအတိုင်းကျင့်ဆောင်ရပါမယ်ဖေရပြန်ပြောအဲ့တော့အားလုံးမှာလုပ်ငန်းမနေရလဲဒီလုပ်ငန်းနေရမလုပ်ဖဲနဲ့ဗုဒ္ဓဘာသာလို့ပြောလို့ဒီပုဂ္ဂိုလ်မှာအားကိုးစရာတရားရနိုင်ပါမလားအဲ့တော့အားကိုးစရာတရားပိုင်ရှင်ဖြစ်ခြင်းရင်
မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုသိအောင်လုပ်ရတရားကျင့်မဲ့လူကတရားမသိလို့ရမလားဓမ္မသောတော်မနှက်ဖြန်ပလင်ပွင့်မှာမေးမှာဖြောင်းအောင်မဖြေနိုင်ရင်ဆက်မဟောဘူးတိပါလဲဆုံးမတရားကိုသိအောင်လုပ်ရပါမယ်ဖေ။ပြန်ပြောအဆုံးမတရားကိုလို့ပြောနှစ်သိသိတရားတိုင်းကျင့်ဆောင်ရပါမယ်ဖေ။ကျင့်လဲကျင့်ရမယ်ဖြေတတ်ပြီလားပြန်ပြောကြည့်မယ်တိနှစ်မဖြေနိုင်ရင်မဟောဘူးနော်သဘောပါသလားအဲ့ဒီလုပ်ငန်းနှစ်ရပ်မလုပ်ဘဲဗုဒ္ဓဘာသာလို့ပြောလို့ကိုဘဝကိုယက်တီလို့ရပါမလားအဲ့တော့ငါတို့အတွက်အားကိုးစရာဟာတရားအခုရှင်သာရိပုတ္တရာကိုရမကြီးကဘာနဲ့ကဲတာလဲတရားနဲ့ကဲတာဒီကုသိုလ်တရားမှတပါးကဲနိုင်တဲ့တရားအဲ့တော့အရှင်မြတ်ကြီးကသူ့ကိုသေချာပြန်မေးပြီးတော့တရားဟောလိုက်ဦးမယ်တရားဟောတဲ့ခါဒီရွာနဲ့ရွာကကျွတ်တန်းဝင်ပြီးတော့သူခုနကပြောလိုက်တဲ့နန္ဒမင်းဆိုတာမရှိဘူးလားနန္ဒမင်းဟာပိဋ္ဌာတိုင်းပိဋ္ဌာတိုင်းပိဋ္ဌာဘဝကကျွတ်လို့ဝတ်စားတွေရပြီဆိုရင်ပိဋ္ဌာတိုင်းချီးမွမ်းငံဖွင့်တဲ့နန္ဒမင်းနဲ့နန္ဒမင်းဟာဘာကြောင့်ချီးမွမ်းငံဖွင့်ရတယ်ဆိုတာနဲ့ပြန်ကြနာကြသဘောပါသလားအဲ့တော့အကြောင်းတရားနဲ့ယုတ်တရားအကြောင်းကောင်းရင်အဲ့တော့ဘသူကိုဘသူအားကိုးမယ်တရားဆိုတာဘယ်မှာရှိအဲ့တော့သူများကြည့်မလားကိုကိုကြည့်မလားကိုကိုကြည့်ရောယုတ်တရားနဲ့ယုတ်နာတစ်ပါးကိုမြဲသောတရားလားမမြဲသောတရားလားဘယ်တရားကြည့်ကြည့်ဖြစ်ပြီးရင်ကဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်ត្រာကကျွတ်လွတ်ထွက်မြောက်နိုင်အောင်တရားနဲ့အလှဆင်ကြစို့လို့တိုက်တွန်းရင်းနဲ့နာကြစို့